တရားမောကြပြီတရားမနာကြမီတရားပိုင်ရှင်ဖြစ်တော်မူသောမြတ်စွာဘုရားကိုတော်မြတ်ကြီးကိုနမောတတ၃ကြိမ်ဖြင့်တံမြန်ရွတ်ဆိုပူဇော်ကြော့ပြီးတော့တရားပွဲကြီးဖွင့်လိုက်ကြပါစို့ခင်ဗျာနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘုဒ္ဓရေကဘာပြက်ပုံပြဒီနေ့တော့ကဘာတီပုံပေါ့ဩဇာတပြနေတဲ့အခါမှာဩဇာတက်ရဲ့ကဘာကြီးလွှမ်းမိုးနေပုံကိုဒါကိုသိစေခြင်းလို့ဩဇာတက်ရဲ့အကြောင်းကိုသိစေခြင်းလို့ကဘာပြက်ပုံနဲ့ကဘာတီပုံကိုဒီထဲမှာထည့်တွင်းပြီးတော့ပြဒါကြောင့်မို့ဒီဩဇာတက်ဆိုတဲ့အဓိပ္ပာယ်ဟာဩဇာတက်ဘယ်မှာရှိတယ်လဲလို့ဆိုတော့ကပလီကာရအာဟာရထဲမှာရှိတယ်ဒီဩဇာတက်ဒါကြောင့်မို့ဩဇာတက်ကိုသိခြင်းကပလီကာရအာဟာရကိုမှတ်ထားလို့ဒီလိုပြအဲ့ဒီကပလီကာရအာဟာရနဲ့ပတ်သက်လို့ဒီဩဇာတက်ရဲ့တတ္တိဩဇာတက်ရဲ့လွှမ်းမိုးပုံဒါကိုနားလည်စေဖို့ရအတွက်ကဘာတီပုံကဘာပြက်ပုံလို့ဒီလိုပြကဘာကြီးပြက်စီးတဲ့အခါမှာဒါမိမိတို့အကြောင်း၃မျိုးနဲ့အကြောင်းခံပြီးတော့ပြက်ကြတဲ့ပြက်ချင်း၃မျိုးပေါ့လောဘဒေါသမောဟဆိုတဲ့ဒီအာကုသိုလ်တရားတွေတတ္တဝါတွေရဲ့အစ္ဆဒတဏ္ဍာမှာအာကြည့်လာတဲ့ခါကျတော့ကဘာကြီးပြက်စီးသွားတယ်ဆိုတဲ့အကြောင်းဒါကြောင့်ကဘာကြီးပြက်စီးတဲ့နေရာမှာလောဘကြောင့်ကဘာကြီးမိလောင်လို့ပြက်စီးရတယ်ဒေါသကြောင့်ကဘာကြီးရေကြီးလို့ပြက်စီးရတယ်မောဟကြောင့်ကဘာကြီးလေတိုက်လို့ပြက်စီးရတယ်ကဘာပြက်ချင်းကလည်း၃မျိုး၃စားသူ့ရဲ့အကြောင်းတရားလည်း၃မျိုး၃စားဒီလိုပြက်ပြီးတဲ့ခါကျတော့နှစ်ပေါင်းသင်္ချေသင်္ချာကဘာကြီးကပြက်နေလိုက်တာပြက်နေတာလေအကြာကြီးအဲ့လိုကဘာကြီးပြက်စီးပြီးတဲ့အခါကာလမှာအကုန်လုံးဒီကဘာပြက်မိုးကြီးရွာလို့ဒီရေတွေဟာမိမိတို့သူ့ပကိန်အောက်ဘုံတစ်လျှောက်ထိအောင်ရေတွေကလွှမ်းမိုးသွားလိုက်တာပထမဇံဘုံဒုတိယဇံ၃ဘုံထိအောင်ရေတွေကလွှမ်းမိုးထားတာတတိယဇံ၃ဘုံအောက်မှာရေတွေကစัจ java လာတသိန်းနဲ့ကဘာပြက်အဲ့လိုပြက်တာတစ်စัจ java လာတဲ့ပြက်တာမဟုတ်ဘူးအဲ့လိုပြက်တော့ဒီရေတွေကအင်မတန်မှလွှမ်းမိုးပြီးတော့တဖြည်းဖြည်းနဲ့ကဘာကြီးစပြီးတော့ပြန်ပြီးတော့တည်တော့မယ်ဆိုတော့ရေဟာတဖြည်းဖြည်းနဲ့ကြပြီးတော့လိုက်အဲ့တော့ရေတွေတဖြည်းဖြည်းနဲ့ကြလိုက်လာတဲ့အခါကျတော့ဒီထဲမှာရေတွေကြနေတာလဲနှစ်ပေါင်းသင်္ချေသင်္ချာမရေမတွက်နိုင်ဘူးတဲ့အဲ့တော့ဒီလိုကဘာပြက်တဲ့အထက်မှာမိမိတို့တတ္တဝါတွေပါကောင်းတယ်လားလို့ဆိုတော့မပါဘူးဘာဖြစ်လို့တတ္တဝါတွေမပါကြသလဲလို့ဆိုရင်ကုသိုလ်ကမ္မဖရတရားပွားများအားထုတ်ကြတဲ့အခါကျတော့ကဘာပြက်လွတ်တဲ့ဗြဟ္မဘုံရောက်ကုန်ကြပြီတဲ့ဒါဒီနေ့ကဘာပြက်တဲ့အကြောင်းပြောပြအဲ့လိုကဘာပြက်လွတ်တဲ့အထက်တော့ဗြဟ္မဘုံရောက်နေကြတဲ့လူပြေကဖြစ်တဲ့ဗြဟ္မာတွေဒီအောက်သောဘုံတွေကနေတက်သွားတဲ့တတ္တဝါတွေဟာဗြဟ္မာတွေသွားပြီးတော့ဖြစ်မနေပြီဘူးလားဖြစ်နေပါတယ်ဖြစ်နေတယ်အဲ့ဒါလူနဲ့တဖြည်းဖြည်းနဲ့ကဘာကြီးတည်တော့မယ်ဆိုတော့ရေတွေဟာတဖြည်းဖြည်းနဲ့ကြလိုက်လာလိုက်လာတဲ့အခါကျတော့အခုလိုပဲတစ်ဆင့်နဲ့တစ်ဆင့်တပုံပြီးတပုံပေါ်ပြီးတော့တခါတည်းကဘာကြီးပြန်ပြီးတော့တည်တော့မယ်ဆိုတော့ရေတွေဟာခန်းလာယူဇနာပေါင်း8000 4000ဆိုတဲ့
နှစ်ပြန်ဆောင်တဲ့မြင့်မိုးတောင်လို့မြင့်မိုးတောင်ကအမြင့်ဆုံးမဟုတ်ဘူးလား ပါတယ် သူ့ရဲ့တောင်ရန်တွေကဣဒိန်တို့နေမိန်တို့ကဝရိန်တို့စသည်အဖြစ်တောင်စဉ်9တွဲပေါ့ဟိမွန်တာတောင်တို့ဒီလိုတောင်စဉ်9တွဲနဲ့ခြံထားတဲ့မြင့်မိုးတောင်ကြီးတွေဒါတွေကလည်းကဘာပြည့်စင်ခါကာလတော့အကုန်လုံးပြည့်စည်ပြီးတော့ပါသွားကြပြီတဲ့ကြေမွပြီးတော့ပါမသွားပြီလားပါသွားတယ်အဲ့လိုပါသွားပြီးတော့ရေတွေကလွှမ်းမိုးထားလိုက်တဲ့ခါတော့နှစ်ပေါင်းကအသိချီသိချာဒီရေတွေကအထက်ဆုံးမိမိတို့ဗြဟ္မဘုံထိအောင်ဒုတိယဇန်3ပုံထိအောင်ရေတွေကလွှမ်းမိုးသွားလိုက်တယ်ဆိုတော့တဖြည်းဖြည်းနဲ့ကြာနေရမယ်အချိန်ကလည်းမကြာဘူးလားကြာသလား ပါတယ် မရေမတွက်နိုင်လောက်အောင်ကြာတယ်တဲ့အဲ့လိုရေတွေကြာပြီးတော့အောက်တဖြည်းဖြည်းခန်းခန်းလာတော့အောက်ခန်းကန်နီးရောက်တဲ့ခါကျတော့ရေပေါ်မှာမိမိတို့ရေစီတွေပေါ့ရေတွေကအစီတွေတက်မလိုင်းနေများလို့အနှစ်တွေတက်အဲ့လိုတက်ပြီးတော့နေတယ်တဲ့အစီနှစ်တွေကတက်မြေစီမြေလွာတွေကနေတက်လာတဲ့အပေါ်မှာရေပေါ်မှာအစီနှစ်တွေကတက်အဲ့လိုတက်လာတဲ့အချိန်ကျတော့ကဘာကြီးကစပြီးတော့တီတော့မယ်ဆိုတော့တဖြည်းဖြည်းနဲ့ပေါ်လိုက်လာတဲ့အခါကျတော့ကဘာကြီးကဒီချိန်ဒီခါမှာမှောင်အတိကျနေတယ်ကဘာစတီလာတဲ့အချိန်မှာမှောင်တိကျနေတွေလာတွေမထွက်သေးဘူးမထွက်တဲ့ခါကျတော့ဒီချိန်ဒီခါမှာမိမိတို့လူပြေကနေအောက်သောဘုံတွေကနေတက်သွားတဲ့ဗြမာတွေမှာသွားပြီးတော့ဖြစ်နေတဲ့လူဗြမာတွေပေါ့အဲ့ဒီကနေတဖြည်းဖြည်းဗြမာကြီးတွေကနေစုသိမ့်စိတ်ကြလို့လူဘဝပြန်လာကြတော့တယ်ဆိုတဲ့အခါကျတော့ဒီမှာလဲသူတို့ရဲ့အသွင်အပြင်ဟာဗြမာတွေရဲ့အတိုင်းပဲတဲ့ဒါပေမဲ့ဗြမာအစ်စ်တော့မဟုတ်တော့ဘူးပေါ့လူပြန်ဖြစ်လာကြပြီမဟုတ်ဘူးလားလူပြန်ဖြစ်လာကြတဲ့ဗြမာတွေပေါ့အဲ့ဒီချိန်ခါကြတော့ကဘာကြီးကလည်းမှောင်အတိကျနေတဲ့အချိန်သူတို့ရဲ့ဗြမာရဲ့အရှိန်တဲ့အဟုန်ကြောင့်ပါလာတဲ့ဇန်တကူအဘိညာဉ်တွေကလည်းလူဘဝရောက်လာတဲ့လူဗြမာများကလည်းဗြမာတွေလိုပဲတဲ့ကိုရောင်နေတဝင်းဝင်းနဲ့အခုလိုပဲသူတို့ရဲ့ကိုရောင်ကိုဝါတွေတဝင်းဝင်းနဲ့ပြန်တန်းပြီးတော့ရေပေါ်မှာပြန်တန်းပြီးတော့နေကြတယ်တဲ့သူတို့ရဲ့ဇန်နဲ့သွားလာလှုပ်ရှားပြန်တန်းနေကြတယ်တဲ့အဲ့လိုနဲ့စပြီးတော့ဒါကဘာစတီးလာဒါကြောင့်မို့မြန်မာဟာမိမိတို့ကဘာအစဓမ္မသူ့ရဲ့ဖြုတ်ပတ်တကတ်နဲ့ပါလာတဲ့ဗရမာကနေဆင်းသက်လာတဲ့မြန်မာတဲ့ဒါကြောင့်မြန်မာဗြမာလို့ရေးတယ်မှာပြရဲ့ရကောက်ရဒီလိုရေးထားတာဗရမာလို့ဒီလိုဖတ်တာတဖြည်းဖြည်းကြတော့ဒါဗြမာကနေနောက်ကြတော့မြန်မာပေါ့ဒီလိုဖြစ်လာတာအဲ့ဒီလိုလာခဲ့တဲ့ဒါမြန်မာလူမျိုးပေါ့အခုခေတ်တော့မြန်မာလူမျိုးပဲခေါ်ကြတာကိုငါကတော့ဗမာလူမျိုးဗရမာကနေဗမာဒီလိုခေါ်ကြအဲ့တော့အဲ့ရနေဆင်းသက်လာတဲ့လူဗြမာများဟာအခုလိုပဲကိုရောင်ကိုဝါလေးနဲ့ဇံပင်ချင်းလေးနဲ့သွားရင်လာရင်နဲ့ခုနကမြေစီမြေလွာတွေကရေပေါ်မှာတက်လာတဲ့မလိုင်ခဲလူမြေစီမြေလွာတွေတက်လာတဲ့ခါကျတော့အနတ်တွေကလည်းအင်မတန်မှမှုကြိုင်းပြီးတော့နေတဲ့ခါကျတော့သူတို့ရဲ့နှာခေါင်းမှာသွားပြီးတော့ဂါနပတာရမှာသွားပြီးတော့အနတ်ယုတ်ကတိုက်တဲ့ခါကျတော့သူတို့စိတ်ထဲလဲဒီလိုပြန်တန်းရင်းနဲ့ဇံပင်ကြီးနဲ့ပြန်ဟိုသွားဒီသွားနဲ့နေချင်းကနေပြီးတော့နှာခေါင်းလာတိုက်တော့သူတို့မှလည်းထူးထူးဆန်းဆန်းဆိုတော့အနံ့ရတဲ့ခါကျတော့မနေနိုင်တဲ့ခါကျတော့ဘာဖြစ်တယ်လဲလို့ဆိုတော့သူတို့ဟာအဲ့ဒီမြေစီမြေလွာတွေတက်နေတဲ့ရေပေါ်မှာတက်နေတဲ့အစီတွေကိုလက်လေးနဲ့တို့ပြီးတော့ရက်ကြည့်လိုက်တယ်တဲ့တို့ပြီးတော့ရှာမှာတို့ကြည့်လိုက်တဲ့အခါကျတော့ဘယ်လောက်ထီအောင်ကောင်းတယ်လဲလို့ဆိုရင်အကျော်ပေါင်း9000စိတ်နေတဲ့အရသာဒီမှာက तू ကကဘာကြီးပြက်ထားတာလဲနှစ်ပေါင်းတင်ချာပြက်ပြီးတော့ခုပြောလို့ကမိတွေလောင်းရေတွေကြီးနေဆိုတော့ဒီမြေစီမြေခွင်တွေမြေအောင်မှာရှိတဲ့မြေစီမြေလွာတွေကရေပေါ်မှာပေါ်လောနဲ့တက်မနေပြီဘူးလားတက်နေပါတယ်တက်နေတော့အင်မတန်မှချုံမြိန်နဲ့အရသာရှိတဲ့အရသာနတ်တုတ်တာနတ်ဩဇာတကဲ့သို့အင်မတန်မှအရသာနဲ့ပြည့်စုံနေတဲ့ဒီချိန်ဒီခါမှာလဲသူတို့ရဲ့တက်တန်းဟာလဲဗြမာတွေနဲ့တိတ်မချဘူးတက်တန်းဟာအင်မတန်မှရှည်တုံးပဲတဲ့ဟောတာမြေစီမြေကွာတွေအခုရေပေါ်မှာတင်းနေတဲ့မြေစီမြေလွာတွေကိုသူတို့ကရှာနဲ့တုတ်ရက်
ဒီလိုပဲတူကစရဲ့တူကစရဲ့နဲ့ဒါနဲ့အရသာကောင်းမှန်းသိတော့စားကျင်ကြတော့တုတ်တုတ်ပြီးတော့ရက်ကြတော့တဖြည်းဖြည်းနဲ့ဒါစားကျင်တယ်ဆိုတော့စားလို့ကောင်းတယ်ဆိုတော့ရသာတဏစပြီးတော့ဖြစ်မလာပြီလားခံပါတယ်အချိန်ကနေစပြီးတော့ဖြစ်လာအဲ့ဒီလိုဖြစ်လာတဲ့ခါကျတော့တဖြည်းဖြည်းနဲ့ဒီလိုပဲသူတို့စားကြတောက်ကြတဲ့အခါကျတော့ရေရလဲတဖြည်းဖြည်းနဲ့ခန်းတော့ရေပေါ်မှာတက်နေတဲ့အဲ့ဒီအစီတွေကတဖြည်းဖြည်းနဲ့ကုံသွားပြီတဲ့ကုံသွားတဲ့ခါကျတော့ဘာဖြစ်လာလဲဆိုတော့ရေရလဲခန်းဒဇနဲ့ခုပြောလိုပဲမြေတွေကပေါ်လာတဲ့ခါကျတော့မြေတင်းကျက်ဆိုတဲ့မိမိတို့ရေတွေပါတွေထဲမှာခန်းနေတဲ့ခါကျတော့မြေကျက်လွှာလည်းမတွေ့ဘူးလားအဲ့ဒီပမာလိုပဲတဲ့ဒါတွေမြေစီအစီနှစ်တွေမရှိတဲ့အခါကျတော့အဲ့ဒီမြေတင်းကျက်တွေကိုတခါစပြီးတော့သူတို့ကစားကြတယ်တဲ့စားကြတဲ့အခါကျတော့ဒီချိန်ဒီခါမှာလဲသူတို့ကအင်မတန်မှအရသာကကောင်းမှုနှုံးပဲတဲ့တခါစားလိုက်ရင်သူတို့မှာအကျော်ပေါင်း9000စိတ်နှုံးပဲတဲ့အဲ့လိုစားတောက်ပြီးတော့နေလိုက်ကြတာတဲ့သူတို့ဟာတဖြည်းဖြည်းနဲ့သူတို့ရဲ့ကိုရောင်ကိုဝါဆိုတဲ့သူတို့မှာငကိုတုံးကတော့ဗြဟ္မဘဝဗြဟ္မပြေဆင်းလာကစားတုန်းကတော့ဗြဟ္မာများဆိုရင်လက်ညှိုးတစ်ချောင်းထောင်ရင်စက်ကြဝဠာတိုက်1000လင်းတယ်လို့ကြားဦးတယ်မို့လားဟုတ်ပါတယ်အဲ့လောက်ထိအောင်သူတို့ကဇံပင်ကြီးနဲ့ပြည့်စုံကြတဲ့ပုံကိုယ်တွေဆိုတော့သူ့ရဲ့ဇံဓမ္မဘပီတိနဲ့ဒီလိုပဲဇံနဲ့မွေ့လျော်နေကြတော့ကတော့ကိုရောင်ကိုဝါတယ်လည်းဝင်းတောက်နေတော့ခုပြောလို့ပေါ့မှောင်မှန်းလည်းမသိတော့သူတို့အလေးရောင်နဲ့သူတို့သွားလို့လာလို့ရမနေပြီလားရနေတယ်တဖြည်းဖြည်းနဲ့အခုသူရသာတနာဆိုတဲ့မြေစီအစီတရားနေစားရနေအခုမြေတင်းချက်ဆိုတဲ့ဟာတွေကိုကောက်ပြီးတော့တခါစားကြပြန်တယ်တဲ့ဒါတွေစားတော့လေသူတို့ရဲ့တက်တန်းကြီးရှည်တုံးမယ်တဲ့ဒီချိန်ဒီခါမှာသူတို့ဟာစားလိုက်တဲ့တပြိုင်နဲ့သူတို့ရဲ့ဝမ်းထဲမှာအစာအဟောင်းနေနဲ့မကြမ်းရဘူးတဲ့အကုန်လုံးကြေပြောက်ပြီးတော့သွားတယ်တဲ့ဒါကြောင့်မို့သူတို့ဟာဒီတည်းကဗြဟ္မာတွေအတိုင်းပဲသူတို့တက်တန်းကလည်းအင်မတန်မှရှည်တုံးမယ်တဲ့ဒါကြောင့်မို့သူတို့ဒီချိန်ဒီခါကြတော့ဒါယောက်ျားရဲ့မိန်းမရဲ့လို့မကွဲကြသေးဘူးဗြဟ္မာများဒီအမရဲ့အထီးရဲ့လို့ရှိပါမလားမရှိဘူးအခုလဲသူကဗြဟ္မာပြည်ကနေဆင်းသက်လာကြတဲ့လူဗြဟ္မာများဆိုတော့အခုလဲသူတို့ရဲ့ယောက်ျားရဲ့မိန်းမရဲ့လို့မကွဲပြားသေးဘူးတဲ့သူတို့စားလိုက်တဲ့အစာဟာရသူတို့ဝင်းထဲမှာရောက်တဲ့ခါတော့ရောက်ပြန်တော့လဲအကုန်လုံးကြေပြောက်ပြီးတော့သွားတယ်တဲ့အစာဟောင်းနေနဲ့ပြန်စွန့်စရာမလိုသေးဘူးတဲ့ဒီချိန်ဒီခါမှာဩဇာတက်ကလည်းအင်မတန်မှကောင်းတဲ့အချိန်ပေါ့တက်တန်းကလည်းအင်မတန်မှရှည်လေရဓာတ်နဲ့တဖြည်းနဲ့မြေတင်းကျက်လွှာတွေတဖြည်းနဲ့စားပါတောက်ပါများလာတဲ့ခါကျတော့ကုံသွားပြန်တယ်တဲ့ကုံသွားတဲ့ခါကျတော့ဒီနေရာမှာဗါတယ်ဗရာရန်နွယ်ဆိုတဲ့ဗရာလတန်နွယ်ဆိုတဲ့အနွယ်မျိုးအပင်နွယ်တွေပေါက်လာတယ်တဲ့အဲ့ဒီအပင်နွယ်တွေကိုတခါဒီလိုပဲမြေတင်းကျက်လွှာတွေကုံသွားတဲ့ခါကျတော့သူကချိုးဖဲ့ပြီးတော့တခါစားတော့လေဟာတို့အရင်တုန်းကစားလို့မြေတင်းကျက်တွေမြေစီလွှာတွေစားလို့ပဲသူကလည်းအရသာရှိတုံးမယ်ဆိုပြီးတော့တဥ္စာတယောက်စာနဲ့ဒီလိုပဲဗရာလတန်နွယ်တွေကိုခုပြီးတော့စားတောက်ပြီးတော့နေကြတယ်တဲ့ဒီလိုနေကြတဲ့ခါကျတော့တဖြည်းဖြည်းနဲ့သူတို့ရဲ့ရသာတနာကလည်းအာကြီးလာတယ်တခါဓာကိုရင်နောက်ထပ်ဘာစားပါမယ်စားခြင်းတဲ့စိတ်ကစားလို့ကောင်းမှန်းသိတော့စားခြင်းတဲ့စိတ်ကအမြဲတည်းဖြစ်မနေပြီဘူးလားဖြစ်နေတဲ့ခါကျတော့ရသာတနာကလည်းလွှမ်းမိုးလာပြီးတဖြည်းဖြည်းနဲ့ကြီးထွားလာတဲ့ခါကျတော့သူတို့ရဲ့ကိုရောင်ကိုဝါတွေလည်းတဖြည်းဖြည်းနဲ့မေးမိန်သွားပြီတဲ့ငကိုလိုမိမိတို့အလင်းရောင်တွေဘာတွေဇာနေနဲ့တိတ်မပြန်နိုင်တော့ဘူးတဲ့တဖြည်းဖြည်းနဲ့နှိမ့်ကြလာတဲ့ခါကျတော့အဲ့ဒီအချိန်ခါကစပြီးတော့ဘာဖြစ်လာလဲလို့ဆိုတော့ဒီဗရာလတန်ွယ်တွေလဲကုံရောအခွင်မဖုံးတဲ့တလိန်းစပားပင်ဒီလိုပေါ်ထွက်လာအဲ့လိုတလိန်းစပားပင်နေစားဒီချိန်ဒီခါမှလဲသူတို့ကအစာဟောင်းနဲ့မစွန့်ရသေးဘူးတဲ့စားလို့အရသာကကောင်းလို့ရှိသေးတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့သူတို့ရဲ့ကိုရောင်ကိုဝါတွေကလည်းတဖြည်းဖြည်းညှိုးမိန်သွားတဲ့အခါကျတော့ဘာဖြစ်လာသူတို့စိတ်ထဲမှာအခုပြောလို့ပေါ့မှောင်ကြီးကြာနေတယ်ဆိုတော့အမှောင်ထဲမှာနေရတဲ့ခါကျသူတို့စိတ်ထဲမှာဘာဖြစ်တယ်လဲဆိုတော့သူတို့စိတ်မှာကခုပြောတယ်လို့ပေါ့ရဲရင့်နဲ့တူရိယဆိုတဲ့နေဆိုတဲ့အလင်းရောင်ဓာတ်ကို
သူတို့ခမရမှာလိုချင်လာတယ်တဲ့ဒီလိုနေစည်းယူတော့ဒီချိန်ခါကစပြီးတော့သူတို့ရဲ့စိတ်တည်နေမင်းကြီးထွက်လာတဲ့အချိန်ကစပြီးတော့ငကိုတုံးကတော့အမှောင်နဲ့နေရတော့ကြောက်ရွံ့မနေပြီဘူးလားမှောင်နဲ့နေတော့ကြောက်ရွံ့နေတဲ့ခါကျတော့နေမင်းကြီးထွက်ပေါ်လာတဲ့အချိန်ခါကျတော့သူတို့ရဲ့စိတ်တွေဟာရဲရင်လာကြတယ်တဲ့ထက်တန်လာကြတယ်နေရဲထိုင်ရဲသွားရဲလာရဲဖြစ်လာလို့မှုရဲရင်တဲ့သဘောမူဒါကိုသူရိယနေမင်းလို့ဒီလိုခေါ်တာကိုအဲ့လိုနေမင်းကြီးကလည်းအရှိဥဒိန်တောင်ဇုံကနေပြီးတော့ယူဇနာ90ရှိတဲ့နေမင်းကြီးကထွက်လာတယ်တဲ့နေ့ခါကြတော့အဲ့လိုနေမင်းကြီးကထွက်လာတဲ့ခါကြတော့အခုလိုပဲနေရအချိန်တန်တဲ့ခါကြတော့တနေကုန်တော့အနောက်တော့ဝင်မသွားပြီဘူးလားဝင်သွားပါတယ်နေကြီးကဝင်သွားပြန်တော့သူတို့စိတ်ထဲမှာတခါမှောင်းနေတဲ့ခါကျတော့သူတို့စိတ်ထဲညရောက်ပြန်တော့ဒီအမှောင်ကြီးနဲ့နေရတာတို့အလင်းရောင်လေးများဖြစ်ရင်တော့ရှိရင်တော့ကောင်းပါပဲဆိုတဲ့ဆန္ဒဓာတ်တွေပြင်းထန်လာကြတယ်တဲ့အဲ့ဒီလိုတတ္တဝါတွေရဲ့သူတို့ရဲ့ဆန္ဒကြောင့်ပေါ်ထွက်လာတဲ့ညအခါမှာပေါ်ထွက်လာတဲ့လာမင်းဆိုတာဆန္ဒလာမင်းဒီလိုမခေါ်ဘူးလားအဲ့ဆန္ဒကြောင့်ပေါ်ထွက်လာတဲ့လာမင်းကြီးဟာ49ယူဇနာအဝင်းဝိုင်းရှိတဲ့လာမင်းကြီးကလည်းပေါ်ထွက်လာတယ်တဲ့အဲ့ဒီအချိန်ကစပြီးတော့နေတွေလာတွေဟာစပြီးတော့ပေါ်မလာဘူးလားပေါ်လာပါတယ်ဒါသူတို့ရဲ့တတ္တဝါတို့ရဲ့သူတို့ရဲ့ကံကြောင့်ဒီလိုဖြစ်ပေါ်လာကြတဲ့နေထွက်ချိန်တန်ကြမှနေပေါ်ချိန်တန်ကြမှနေရပေါ်လာတယ်လပေါ်ချိန်တန်ကြတော့လဲလကပေါ်လာတယ်တဲ့အဲ့လိုပေါ်လာတဲ့အခါကျမှသူတို့ဟာညအခါမှလဲအလင်းရောင်လေးမရပြီဘူးလားပါတယ်နေခါကြတော့လဲနေမင်းရဲ့အယောင်ကိုရတယ်အဲ့လိုနဲ့ဒါကဘာကြီးစပြီးတော့တီးလာတဲ့ပုံစံကိုကိုညံနဲ့တေချာပြန်ပြီးတော့ကြည့်ဒီကဘာတီးလာတယ်ဆိုတာကဘာတီစလူများတီဒါဗြဟ္မာဘဝကနေဆင်းတက်ပြီးတော့လာတယ်ဆိုတော့ဒီဗြဟ္မာဘဝကနေဆင်းတက်လာတဲ့ဟာလဲအခုပြောလို့ပေါ့လူပြေကနေပြီးတော့ကဘာမပြက်ခင်တုန်းကရှိနေတဲ့လူတွေကကဘာပြက်ခါနီးမှာတတ္တဝါတွေမပါကောင်းတော့ဒီလူတွေကပဲအထက်ဗြဟ္မာတွေသွားဖြစ်နေတာမဟုတ်ဘူးလားအဲ့ဒီဗြဟ္မာတွေကလည်းခုတက်တန်းကုန်လို့ကဘာကြီးကလည်းပြန်တည်တဲ့အချိန်ကြမှာဗြဟ္မာဘဝကနေပြီးတော့လူဘဝပြန်ပြီးတော့စုတိစိတ်ကြပြီးတော့ဗြဟ္မာစုတိစိတ်ကြပြီးလူဘဝပြန်ပြီးတော့လာကြတဲ့လူဗြဟ္မာများပေါ့ဗြဟ္မာအစ်စ်တော်မဟုတ်တော့လူတွေဖြစ်လာပြီတဲ့ဒီချိန်ဒီခါမှာသူတို့ရဲ့ခုနကစားစရာတောက်စရာဆိုတဲ့အခွင့်မဖုံးသောတလင်းစပါးတွေကိုဒီလိုပဲအလွတ်လျောက်ပေါက်လာတဲ့ဟာကိုလိုချင်တဲ့အချိန်မှာသွားပြီးတော့ခုစွတ်စားရင်နဲ့တို့ဒီနေ့တော့စားစရာရှိတယ်တို့ခုနေတော့စားစရာရှိနောင်တော့စားစရာရှိပါမလားဟဲ့ဆိုပြီးတော့စိုးရိမ်မှုဆိုတဲ့တောကာရီရောက်မလာပြီဘူးလားရောက်လာတဲ့ခါကျတော့စိုးရိမ်ကြောင်းကြမှုနဲ့သူတို့ကဘာဖြစ်လာတယ်လဲလို့ဆိုတော့ဒီအခင်းကငါတို့ဒီဘက်လေးတော့တို့နေရာလေးတတ်မှတ်ပြီးတော့ဥထောင်းမဟဲ့စသည်အဖြစ်ကန့်တက်ချက်တွေဖြစ်မလာဘူးလားလောဘကကြီးလာတာကိုအဲ့ဒီကြတော့အခွင့်ဖုံးတဲ့တလင်းစပါးပင်တွေကနေဘယ်နဲ့ဖြစ်လာအခွင့်ဖုံးတဲ့တလင်းစပါးတွေဖြစ်လာပြီအစာရေးစားကလည်းတဖြည်းဖြည်းနဲ့ကြမ်းမလာဘူးလားကြမ်းလာပါတယ်ကြမ်းလာပြီတဲ့ကြမ်းလာတဲ့ခါကျတော့အခုပြောသလိုပဲသူတို့ကလည်းဒီအခွင့်ဖုံးတဲ့တလင်းစပါးတွေကိုစားကြချက်ပြုတ်ပြီးစားကြတောက်ကြတယ်ဆိုတော့အစာကလည်းကြမ်းလာတဲ့ခါကျသူတို့ရဲ့ဝင်းထဲမှာကအစာဟောင်းနေနေတာဖြစ်နေပြီတဲ့ငကိုလိုပျောက်ပြက်မသွားတော့အစာကလည်းကြမ်းလာရောဒီအစာဟောင်းတွေကပျောက်ပြက်မသွားပဲနဲ့မိမိတို့ရဲ့ဝင်းထဲမှာအစာအဟောင်းတွေနဲ့ဖြစ်မနေပြီလားဖြစ်နေပါပြီဒီချိန်ဒီခါကျမှအဲ့ဒီလူပြေကသွားတဲ့ဗြဟ္မာတွေကနေဆင်းသက်လာတဲ့အခုလူဗြဟ္မာတွေဟာတဲ့ဒီချိန်ကျမှကျင်ကြီးကျင်ငယ်စွန့်ဖို့ရာအတွက်ဝိသမဲ့ပတာဝမဲ့ဆိုပြီးတော့ပေါ်ထွက်လာရတယ်ဒီမကလေးဝိသမဲ့ပတာဝမဲ့ဆိုတဲ့ပေါ်လာတဲ့အခါကျတော့ငကိုတုံးကလူပြေကယောက်ျားဘဝနဲ့ဓမ္မပြေရောက်သွားတဲ့ပုဂ္ဂိုလ်ကအခုပြန်ပြီးတော့လူဘဝပြန်ရောက်လာတော့လေယောက်ျားဘဝပေါ့ယောက်ျားဖြစ်ကြမိန်းမဘဝနဲ့ဓမ္မပြေရောက်တဲ့တတ္တဝါတွေကလည်းအခုကြတော့လူပြေပြန်ရောက်တဲ့ခါကျတော့မိန်းမလို့ဖြစ်ကြဒီလိုနဲ့ယောက်ျားရဲ့မိန်းမရဲ့လို့ဒီကြမှာသူတို့ရဲ့တဘာဝအလျောက်ကွဲပြားလာကြတယ်တဲ့ဒါဖြစ်တော့သွားတော့ကလည်းလူပြေကနေပြီးတော့ဓမ္မပြေသွားကြစဉ်အခါတုန်းကလည်းယောက်ျားရောမိန်းမရောဒီလိုသွားကြတာမို့လား
အထီးရောမှာရောဒီလိုသွားပြီးတော့ဓမ္မပြေသွားပြီးတော့ဖြစ်နေကြတာဆိုတော့အခုပြန်ပြီးတော့ဖြစ်ပြန်တော့လေအခုသူ့ချိန်ကာလရောက်လို့သူ့တဘာဝအတိုင်းယောက်ျားရဲ့မိန်းမရဲ့လို့ပြန်ပြီးတော့ဖြစ်မလာဘူးလားဖြစ်လာတဲ့အချိန်ဆိုတော့ဒီကြမှာသူတို့ယောက်ျားရဲ့မိန်းမရဲ့လို့꿰ကြပြီးတော့ဝိဇ္ဇမဲ့ပတာဝမဲ့ဆိုတဲ့ဒါတွေပေါ်ထွက်လာပြီးတဲ့အခါကြမှာခုပြောတယ်လို့ပဲအခွင်ဖုံးတဲ့တလင်းစပါးခင်းနေမိမိတို့ပေါ်ပေါက်လာတဲ့ဟာကိုဒီတိုင်းတိုင်းသူတို့ကလောဘကတက်လာတဲ့အခါကျတော့ဒီတိုင်းတိုင်းမနေတော့ဘူးတဲ့ဒီဘက်ကတော့ငါအကန့်ဟဲ့ဟိုဘက်ကတော့ငါအကန့်ဟဲ့ဆိုပြီးတော့မိမိတို့တရက်တစ်ခါစားလို့မိမိတို့မကုံနာတောင်မှနောက်ထပ်ကုံမှန်စိုးရင်ပြီးတော့နောက်ရက်စာကြံအောင်နောက်လစာကြံအောင်နောက်နှစ်စာကြံအောင်စသည်အဖြစ်ကိုနေရာနဲ့ကိုအကန့်အသတ်ကလေးတတ်မှတ်ပြီးတော့လာကြတယ်တဲ့အဲ့လိုတတ်မှတ်လာကြတဲ့အခါကျတော့ခုပြောလို့ပေါ့တို့ဒီလိုနေလို့တော့မဖြစ်ဘူးဘာဖြစ်လို့လဲလို့ဆိုတော့ဒီလိုတတ်မှတ်လိုက်တဲ့အခါကျတော့သူ့ဘက်ကပါတယ်ငါဘက်ကပါတယ်စသည်အဖြစ်အငင်းခုံနေမဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါတယ်အငင်းခုံတွေကဖြစ်တဲ့အခါကျတော့သူပိုင်းထားတဲ့ဟာချိုးသွားတယ်ငါပိုင်းထားတဲ့ချိုးထားတဲ့စသည်အဖြစ်အငင်းခုံတွေကပွားဒီလိုပွားကြတဲ့အခါကျတော့တို့ဒီတိုင်းထားလို့တော့တို့နေလို့ထိုင်လို့တော့ဖြစ်မှာမဟုတ်ဘူးအဲ့ဒီတော့တို့အပေါ်မှာအုပ်ချုပ်နိုင်မဲ့ပုဂ္ဂိုလ်တယောက်ယောက်တော့တို့တင်မြောက်မှာပဲဟောဒီကြမှာသူတို့မှာအုပ်ချုပ်ဖို့ရာအတွက်မင်းအနေအချင်းတင်မြောက်ဖို့ရာသူတို့စိတ်ကူးတွေမှာပေါ်လာတာမဟုတ်ဘူးလားဘာဖြစ်လို့လဲဆိုတော့ခုပြောလို့ပေါ့သူတို့ဒီချိန်ဒီခါတုန်းကဒါကြောက်တံဗရမ ्या ရွှေငွေဆိုတာတွေတန်မိုးထားတာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီချိန်ဒီခါမှာသူတို့စားဖို့ရာအတွက်ကိုပဲသူတို့တန်မိုးထားပြီးတော့ဒါကန့်တက်နေကြတာမဟုတ်ဘူးလားအဲ့လိုကန့်တက်ပြီးတော့နေကြတော့ငကိုတုံးကလို့မဟုတ်တော့ခုတက်တန်းကလည်းတဖြည်းဖြည်းနဲ့သူတို့မှလည်းဆုတ်ရောက်လာပြီတဲ့ဘာဖြစ်လို့စားတဲ့အစာလည်းကြမ်းတမ်းမလာဘူးလားသူတို့ရဲ့ယူပကာယကလည်းတို့ဗြဟ္မပြေကဆင်းလာကစားတုံးကတော့အင်မတန်မှလှပချောမောတယ်တဲ့အင်မတန်မှလှပချောမောတဲ့ပုံကိုယ်တွေကနေအခုကြတော့သူတို့ရဲ့ရုပ်ရည်တွေကလည်းတဖြည်းဖြည်းနဲ့ဆုတ်ရောက်လာပြီတဲ့အသားရည်တွေကလည်းတဖြည်းဖြည်းနဲ့ငကိုနဲ့မတူတော့ရုပ်လျော့လာခဲ့ပြီတဲ့အလုံးအယက်တန်တန်တွေကလည်းတဖြည်းဖြည်းနဲ့ညော့နေလာပြီတဲ့ဒီလိုတွေတဖြည်းဖြည်းညော့နေလာတယ်ဆိုတဲ့မှဒီအချိန်ကစပြီးတော့သူခင်းငါခိုးငါခင်းသူခိုးဆိုတဲ့အဒိဏကံဆိုတဲ့အရိဏိယဒါနကံကြီးကကျူးလွန်ကြပြီဒီကစပြီးတော့ခိုးမှုဆိုတဲ့သဘောဖြစ်ပေါ်မလာဘူးလားဒီကံ၅ပါးတဖြည်းဖြည်းနဲ့ခိုးမှုဆိုတဲ့သူဟာခိုးငါဟာခိုးစသည်အပြင်ခိုးမှုဆိုတဲ့အမှုကြီးတွေပေါ်လာတဲ့ခါကျတော့သူတို့ကိုအခုပြောတယ်လို့ပေါ့မင်းလုတ်ပြီးတော့အုတ်ချုပ်ဖို့ရာအတွက်ဆိုပြီးတော့တို့ဖရာလောင်းဟိုဒီချိန်ဒီခါမှာမဟာသမတမင်းရဲ့လို့ဒီချိန်မှာစပြီးတော့ရွေးချယ်ပြီးတော့တင်မြောက်ကြတယ်တဲ့အဲ့လိုမင်းအနေအချင်းသူတို့နေတဲ့ထိုင်တဲ့နေရာမှာအုတ်ချုပ်စီမံမှုရာအတွက်မင်းအနေအချင်းအရှင်တခင်အကျွန်ုပ်တို့ရဲ့ခုပြောလို့ပေါ့လောကအနေအချင်းနေလို့ထိုင်လို့ရအောင်အကျိုးစီးပွားဖြစ်ထွန်းအောင်ဟုတ်စာမှန်တာမဟုတ်စာမမှန်တာတွေဒါတွေကိုခွဲခြားစိတ်ဖြံပြီးဝေဖန်ရအောင်ကျွန်ုပ်တို့အပေါ်မှာအုပ်ချုပ်ပြီးတော့မင်းလုပ်ပေးပါလို့အများသူငါတွေကတောင်းဆိုကြတဲ့အခါကျတော့မဟာသမတာမင်းရဲ့လို့ဖရာလောင်းကဒီချိန်ကစပြီးတော့မင်းဖြစ်နေအုပ်ဆိုးရတယ်တဲ့အဲ့လိုအုပ်ဆိုးတဲ့အခါကျတော့လေဒီချိန်ကစပြီးတော့တို့ကိုအုပ်ချုပ်နေတဲ့အရှင်တခင်ကိုသူကတော့တိုင်းပြည်အတွက်အုပ်ချုပ်နေရတာဆိုတော့စားဝတ်နေရေးအတွက်သူရှာဖွေခြင်းရပါမလားမရပါဘူးရှာဖွေခြင်းမရဘူးဆိုတဲ့အခါကျတော့ဒီရှင်မင်းအတွက်ကိုတို့အဖန်တို့အခွင့်တော်အနေအချင်းဆက်ကြရမယ်ဘာဖြစ်လို့လဲဆိုတော့ကောက်နှံများကိုစပန်နှံများကိုမိမိတို့ဒါ10ခိုင်လင်းတစ်ခိုင်အခွင့်ဆောင်ရမယ်တဲ့တတ္တမေရအခွင့်တော်လို့ဒီလိုကတော့ဒီလိုခေါ်တာပေါ့ကောက်ခွင်တဲ့ကောက်စီခွင်လို့ဆိုလိုတာပေါ့အခွင်ကောက်တယ်ဆိုတာအဲ့ဒီတုန်းကစပြီးတော့ဒါလာခဲ့တာအခုမှမဟုတ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ဒါတိုင်းရေးပြည်ရေးအတွက်စီမံခန့်ခွဲနေရတဲ့မင်းများအပေါ်စားဖို့တောက်ဖို့ရာအတွက်တို့ရရှိတဲ့လေယာတွေကဘာပဲရ10ခိုင်တစ်ခိုင်အခွင့်ဆောင်ရမယ်လို့ဒီကစပြီးတော့လာခဲ့တယ်တဲ့အဲ့လိုနဲ့မိမိတို့ဒီချိန်ဒီခါမှာသူတို့ရဲ့ခိုးမှုဆိုတဲ့အရိဏဒါနကံကြီးဆက်ရောက်ပြီးတော့မလာပြီဘူးလားမှန်ပါတယ်အဲ့ဒီကံကြီးဆက်ရောက်လာတယ်တဲ့
တက်တန်းကလည်းတဖြည်းနဲ့ဆုပ်လာတာပေါ့ဘာဖြစ်လို့လဲဆိုတော့ဒါမိမိတို့တက်တန်းဆုပ်ယုပ်လာတယ်တဲ့လူတွေရဲ့တက်တန်းဟာအင်မတန်မှတက်တန်းရှည်တယ်ဗြဟ္မာတွေဘဝနေဆင်းသက်လာတော့သူတို့ဖြစ်ကားစားဆိုဗြဟ္မာတွေနဲ့တက်တန်းအတူတူမရှိပေဘူးလားရှည်တယ်တဲ့ဒါကြောင့်မို့မိမိတို့လူတွေရဲ့တက်တန်းကြတော့အတိုင်းစာမရှိဘူးဆုပ်ကဆိုရင်လည်းတဖြည်းဖြည်းနဲ့ဆုပ်သွားလိုက်တာ10နှစ်တန်းထိအဲ့လိုဆုပ်သွားတာတက်ကကြတော့တဖြည်းနဲ့တက်လာလိုက်စားတဲ့ဒါကြောင့်မို့အင်မတန်မှမရေမတွက်နိုင်အောင်တက်တန်းနေရှည်တယ်တဲ့ဒါကြောင့်မို့တို့ဖျားလောက်မန္တာတုစัจ जा မင်းကြီးဖြစ်စဉ်အခါကာလတုန်းကဘာဖြစ်လို့လဲဆိုတော့ဒီအထက်ဆိုရင်ဒါသာဝရိဏစတုမာတဲ့ဆိုတဲ့နတ်ပြည်တောင်မှနှစ်ပေါင်း900တို့ဒီလိုတက်သားနေမရှိဘူးလား900တို့ဗြဟ္မာတွေဆိုရင်မဟာကတ်နဲ့ချီပြီးတော့ရှည်ကြအဲ့လိုရှည်တော်ညားတော်လဲသာဝရိဏနတ်ပြည်မှာအုပ်စိုးနေတဲ့တရားမင်းမန္တာတုစัจ जा မင်းကြီးကလူလောကလူစည်းစိမ်နေခံစားစံစားရတာတင်သူကအာမရတော့အထက်တော့တရားမင်းစည်းစိမ်သာဝရိဏနတ်ပြည်တရားမင်းစည်းစိမ်ကိုသူကခံစားစံစားခြင်းတဲ့ခါကြတော့တရားမင်းထံမှာတက်သွားတဲ့ခါတရားမင်းကသူပိုင်ဆိုင်တဲ့စည်းစိမ်ဥစ္စာဆိုတဲ့ခံစားမှုတွေကိုတဝက်ခွဲပြီးတော့ဝင်ငှပြီးတော့ခံစားကြတယ်တဲ့ဒီမန္တာတုစัจ जा မင်းကြီးဖြစ်စဉ်ခါကာလတုန်းကဘယ်လောက်ထိအောင်တက်တန်းရှည်တယ်လဲလို့ဆိုရင်တရားမင်းပေါင်း3ကျိတ်အယောက်30ပေါ့ဗမာလိုရှင်းလေးပြောတော့အဲ့အယောက်30မိမိတို့တရားမင်းတယောက်တက်တန်းကုန်လို့သေသွားလိုက်ဟောမန္တာတုစัจ जा မင်းကြီးကရှိတုံးမဲ့ဒီလိုပဲတဖြည်းဖြည်းနဲ့တယောက်ပြီးတယောက်တရားမင်းတွေကအယောက်ပေါင်း30တာပြည့်သွားတယ်တဲ့ဒီကြမှာမန္တာတုစัจ जा မင်းတက်တန်းကကုန်တယ်တဲ့ဘယ်လောက်ထိအောင်တက်တန်းရှည်တယ်လဲလို့ဆိုရင်ဒါကြောင့်မို့လူငါအရာထဲပြောနေကြတာပေါ့လူမင်းဘုံကြီးတော့နတ်မင်းမနေစားဟောမန္တာတုစัจ जा မင်းဘုံတကိုကြီးတဲ့ခါကျတော့တရားမင်းတောင်နေစားသလားမနေစားဘူးတဲ့သူ့ရဲ့စီးစိမ်တွေတဝက်ခွဲပြီးတော့ခံစားစံစားပြီးတော့နေလိုက်တာကြည်စမ်းတရားပေါင်း30တရားမင်းပေါင်း30ပြည့်မှမန္တာတုစัจ जा မင်းသေးတယ်တဲ့အဲ့လောက်ထိအောင်မိမိတို့တက်တန်းကရှည်တယ်ဒါတက်တန်းရှည်တဲ့ခါကြတော့လဲမရေမတွက်နိုင်အောင်ရှည်သွားတယ်ဆိုတဲ့သဘောကိုပြောတာအခုတော့တို့အခုအလောင်းတော်မြတ်ကြည်စမ်းတဖြည်းဖြည်းနဲ့ဆုပ်လာလိုက်တာဂဘာတိကာစကနေပြီးတော့အခုစားတော့ရတဲ့အစားအစာကလည်းအခွင်ဖုံးတဲ့တလိန်းစပါးတွေဆိုတော့ဒီတိုင်းစားလို့မရတော့ဘူးထုထောင်းပြီးတော့စားကြတာမဟုတ်ဘူးလားထုထောင်းပြီးတော့စားကြတော့ဒီလိုပဲဒီမဟာသမတာမင်းအနေအချင်းတဖြည်းဖြည်းနဲ့အုပ်ချုပ်လာတဲ့အခါကျတော့ဒီလိုခိုးမှုတွေမကတော့တဖြည်းဖြည်းလူမှုရက်မှုဟောဒါတွေကစပြီးတော့တခါကျုံးလာကြပြီတဲ့အာကုစုကံတွေကတဖြည်းဖြည်းနဲ့တိုးမလာဘူးလားတိုးလာကြပြီဒါတွေမဲလားဆိုတော့ဝစီကအနေအချင်းမဟုတ်မမှန်တာတွေလိန်ပြောမှုတွေဒါတွေကစတဖြည်းဖြည်းနဲ့တဖြည်းဆုပ်လာကံ၅ပါးတဖြည်းဖြည်းနဲ့ကျူးလွန်လာကြပြီတဲ့အဲ့ဒါလိုနဲ့မိမိတို့ဒီနေရာမှာမင်းအဆက်နဲ့ဒီလိုပဲအုပ်ချုပ်လာလိုက်စားတဖြည်းဖြည်းနဲ့ဘာဖြစ်လဲဆုပ်ယုပ်လာလိုက်ခါကြတော့နောက်ပိုင်းဥက္ကာကရမင်းလက်ထက်ရောက်တဲ့အခါကျတော့ဘာဖြစ်လာတယ်လို့ဆိုတော့အမျိုးကလည်းဒီနေရာမှာ4မျိုး4စားလူတွေကလည်းကွဲခြားသွားကြပြီတဲ့ခတ္တိမန္တလမင်းမျိုးမင်းနွယ်အနေအချင်းဖြစ်နေတာကတမျိုးတဲ့ဓမ္မမန္တလဆိုတော့သူတော်သူမြတ်အနေနဲ့မိမိတို့လူနဲ့သူနဲ့ဝေးတဲ့နေရာမှာမိမိတို့ဓမ္မတို့ရဲ့အကျင့်အနေအချင်းသူတော်ကောင်းအနေအချင်းကျင့်ကြံနေတဲ့အမျိုးကတမျိုးတဲ့ဝတ္တမန္တလဆိုတဲ့အခုပြောလို့ပေါ့လေယာကိုင်းလုတ်အနေအချင်းရောင်းဝယ်ဖောက်ကားဆိုတဲ့အနေအချင်းလုတ်ကိုင်းစားနေတဲ့ပုဂ္ဂိုလ်တွေကတမျိုးတဲ့တချို့ပုဂ္ဂိုလ်ကတော့ဒီလိုကိုယ်တိုင်လည်းမလုတ်ချင်မကိုင်းခြင်းမဲနဲ့သူများခိုင်းတာလေးကိုလုတ်ကိုင်းနေတဲ့တုတ်တမန္တလဆိုတဲ့အမျိုးကတမျိုးတဲ့ဟောလူကလည်းအမျိုးအစားက4မျိုး4စားကွဲထွက်မလာဘူးလားကွဲထွက်လာကြတယ်တဲ့အဲ့လိုကွဲထွက်လာကြတဲ့အခါကျတော့အခုလိုပဲမင်းဆက်နဲ့အုပ်ချုပ်လာကြတော့ဘာဖြစ်လာလဲတဖြည်းဖြည်းနဲ့အာကုစုကံတွေကကျူးလွန်လာကြတဲ့အခါကျတော့ခုပြောလို့ပေါ့အိမ်နောင်ချင်းသားမွေးချင်းဆိုတဲ့အလုပ်တွေဒီချိန်ကစပြီးတော့ယောက်ျားရဲ့မိန်းမရဲ့လို့သူ
သူဟာနဲ့သူ့တဘာဝအလျောက်ဖြစ်ပေါ်လာကြတဲ့ခါကျတော့အိမ်တော်ချင်းသားမွေးချင်းဆိုတဲ့အလုပ်တွေကလည်းတဦးနဲ့တဦးပေါင်းတင်ဆက်ဆံတဲ့အလုပ်တွေကစလာကြပြီတဲ့အဲ့လိုစလာကြတယ်ဆိုကြတဲ့မှာဘာဖြစ်တယ်လဲလို့ဆိုတော့ဒီချိန်ဒီခါတုန်းကတော့မိမိတို့ဘာဖြစ်လဲတဦးနဲ့တဦးအိမ်တော်ပြုတ်ကြတယ်ဆိုရင်တဲ့ခုနကပြောတဲ့ဗြဟ္မမန္တလဆိုတဲ့အမျိုးတွေကသူတော်သူမြတ်တွေကတဦးနဲ့တဦးအိမ်တော်ပြုတ်တာကိုမနစ်သက်ကြတော့ရွန်ရှာဆက်စုပ်တဲ့အနေအားဖြင့်တဦးနဲ့တဦးအိမ်တော်ပြုတ်တယ်ဆိုရင်ဒီချိန်မှာခဲနဲ့ဝိုင်းပြီးတော့ပေါက်ကြတယ်တဲ့ဒါကသူတို့ရဲ့သူတော်သူမြတ်အကျင့်နဲ့နေတဲ့ဟာဆိုတော့ဒီလိုအိမ်တော်ချင်းသားမွေးချင်းဆိုတဲ့အဖြစ်မျိုးတွေကိုသူတို့မကြည့်ချင်မနေချင်တာနဲ့ဝိုင်းပြီးတော့ခဲနဲ့ပေါက်တာမဟုတ်ဘူးလားဩဒီချိန်ကစပြီးတော့မင်္ဂလာဆောင်ရင်ခဲပေါက်တယ်ဆိုတဲ့အကျင့်ကရှေးတုန်းကခဲပေါက်တာကတော့သူ့အတိတ်ပဲနဲ့သူခဲနဲ့ပေါက်တာမို့လားဒီအကျင့်တွေမကြိုက်လို့မကြည့်ချင်းလို့မမြင်ချင်းလို့ခဲနဲ့ပေါက်လွတ်တယ်ထုလွတ်တယ်နောက်အိမ်တော်မပြူရဲအောင်ဟဲ့ဘာဟဲ့ဒီသဘောမျိုးတဲ့ခဲပေါက်ကြတာကိုအခုခေတ်မင်္ဂလာဆောင်ကတော့ဒီလိုဟုတ်ပါဘူးအပျော်နေတဲ့ခဲပေါက်ပြီးတော့ခဲဘိုးတောင်းပြီးပျော်ဝဲစားကြတာတဲ့ဒီလိုလောက်ကြတာမဟုတ်ဘူးလားဒါပေမဲ့ဟိုခဲပေါက်တယ်ဆိုတဲ့အကျင့်ကအဲ့ဒီကစပြီးတော့လာခဲ့တယ်တဲ့ဒါဖြစ်လို့လဲဆိုတော့ဒါမိမိတို့တဖြည်းဖြည်းနဲ့ဒီချိန်ဒီခါမှာသူတို့ရဲ့အာကုသိုလ်ကံတွေကလည်းသူများပေါ်ခုပြောလို့ပေါ့လိန်ပြောတဲ့တို့အခုပြောတဲ့ဗြဟ္မအနေအားဖြင့်ဆင်းသက်လာတဲ့ဗြဟ္မဏဆိုတဲ့အမျိုးသားတွေကသူတို့ကသူတော်သူစင်သူမြတ်အလင်းနဲ့အပြင်မှာသွားနေတဲ့ခါကျတော့လူသူမနေတဲ့ခါကျတော့စားဝိနေရေးကလည်းတဖြည်းဖြည်းကျတော့အခက်ကျုံမလာဘူးလားဟုတ်ပါပါတယ်ခက်ကျုံလာတဲ့ခါကျတော့သူတို့ကလည်းသူတို့တတ်တဲ့ပညာနဲ့သူတို့ကလည်းလောကီဝိဇ္ဇာတွေဆိုတော့ဘေးရင်အတ္တပညာဆိုတဲ့အတ္တပညာနဲ့အင်မတန်မှကျွမ်းကျင်တယ်တဲ့ကျွမ်းကျင်တဲ့ခါကျတော့သူတို့ရဲ့ခုပြောလို့ပေါ့တတ်တဲ့ပညာနဲ့အဝေးမှာနေလို့မြို့နှမ်းတဖြည်းနဲ့ချင်းကပ်ပြီးတော့လာကြတယ်မြို့နှမ်းတဖြည်းနဲ့ချင်းကပ်ပြီးတော့ခုပြောလို့ပေါ့ဘေးရင်ဟောရတာတို့ဘာတို့မင်းသူတို့ကဆရာတစုအနေနဲ့ပြုတ်လုပ်ပြီးတော့အသက်မွေးဝမ်းကြောင်းပြုတ်ကြတဲ့အခါကျတော့ခုနပြောလို့ပဲမင်းနေများကိုကပ်ပြီးတော့သူတို့ကဟောကြပြောကြတဲ့ခါကျတော့မင်းဆရာအဖြစ်နဲ့ပုံနာမျိုးတွေခေါ်တာပေါ့မင်းဆရာအဖြစ်နဲ့ဘေးရင်အတတ်ပညာနဲ့ဟောပြောပြီးတော့နေကြတယ်တဲ့ဟောတဲ့ပြောတဲ့နေရာမှာလဲသူတို့ကခုပြောလို့ပေါ့သူတို့ဟာတဖြည်းဖြည်းနဲ့ဟုတ်တိုင်းမှန်စွာဆိုတဲ့အနေအချင်းမဟောတော့ဘူးလတ်လာဘတ်ကိုမျော်မှန်းပြီးတော့မဟုတ်တဲ့ဟာတွေကိုလည်းလှုပ်ကြံပြီးတော့ဒါဟောကြပြောကြရောတဲ့ပြောတဲ့အတိုင်းလဲမင်းများကယုံကြည်ကြအဲ့လိုပဲရှင်မြေနှံ့ကပ်ပြီးတော့မင်းဆရာဖြစ်နေသူတို့ကအကိုးဝယ်ခံပြီးတော့နေကြတော့သူတို့ကိုးကွယ်တဲ့ရှင်မရင်ကိုတဲ့သူတို့ကဘာဖြစ်တယ်လဲလို့ဆိုတော့အရှင်မင်းကြီးတကောအဋ္ဌိပကြီးမားစေဖို့အရှင်မင်းကြီးရဲ့တိုင်းရေးပြည်ရေးချမ်းချမ်းမာကြမ်းချမ်းသာကြွယ်ဝစေဖို့စီရေးမှာလည်းမိမိတို့အနိုင်ရစေဖို့ပေါ့လေအဲ့ဒီလိုမိမိတို့ဖြစ်ရှင်နေဆိုရင်အတေမင်းကြီးရင်းနဲ့ပူဇော်ရပါလိမ့်မယ်ဒီလိုလျှောက်တင်ကြတာကိုအဲ့လိုရင်းနဲ့ပူကြောင်းပြီးတော့တောကြီးတစ်ပင်များကိုမိမိတို့ယာလေးလီအနေအချင်းမိမိတို့လေချောင်းသွေးများနဲ့လိပြီးတော့ရင်းနဲ့ပူဇော်ရပါလိမ့်မယ်ဒီလိုများပူဇော်မယ်ဆိုရင်အရှင်မင်းကြီးရဲ့လိုချင်တဲ့အကျိုးကိုပြီးမြောက်ပါလိမ့်မယ်စတဲ့အပြင်ပုံတစ်ဖြူပုံတစ်ညိုတွေကဒီလိုမူဒဝါဒသုံးပြီးတော့ရှင်မင်းရဲ့အလိုကြမိမိတို့မြောက်ပင်ပြီးတော့ဟောကြပြောကြတယ်တဲ့ပြောကြတဲ့အခါကျတော့ဒီချိန်ဒီခါစပြီးတော့ပါဏာတိပါဒကံဆိုတဲ့သူတစ်ပါးအသက်ကိုတတ်တယ်ဆိုတဲ့အာကုသိုလ်ကံကြီးကကျူးလွန်လာကြပြန်ပြီတဲ့အခုတော့ငကိုယ်တော့ကခိုးတုံနေအရိဏဒါနာကံနေမကတော့ဘူးအခုတော့သူတစ်ပါးအသက်ကိုတတ်တယ်ဆိုတဲ့ပါဏာတိပါဒကံကြီးဆက်ရောက်မလာဘူးလားဆက်ရောက်လာကြပြီတဲ့အခုပြောလို့ပဲကြက်တရားဘဲတရားစိတ်တရားဝက်တရားစတရားဖြင့်ယာလေးလီနဲ့ရင့်နှပူဇော်ကြတယ်လို့ဒီလိုသူတို့မင်းဆရာများပုံနာများဟောတဲ့အတိုင်းမင်းများကလည်းအဆက်နဲ့ဒီလိုပြုလုပ်ပြီးတော့လာကြအဲ့လိုလာကြတဲ့ခါကျတော့မိမိတို့ကြည်စမ်းငကိုတုံးကတော့မိမိတို့ဒီလိုသူတစ်ပါးအသက်တတ်ဖို့ဆိုမထားနဲ့ဟိုဗြဟ္မဘဝကလာကာစတုန်းကတော့သူတို့မှာဖြင့်အခုလိုအာကုသိုလ်ကံတွေမကျူးလွန်ခင်တုန်းကတော့တက်တန်းတွေကအင်မတန်မှမရှိပေဘူးလားပါဘူးစားတဲ့အစားအစာလည်းမြေစီ
မြေဩဇာတွေကအင်မတန်မှမကောင်းပေဘူးလားအခုတော့အာကုဆိုတာကံတွေကတဖြည်းဖြည်းနဲ့ကျူးလွန်ကြတဲ့ခါကျတော့တဖြည်းဖြည်းနဲ့ဆုတ်ယုတ်လာပြီတဲ့သူတို့ရဲ့စိတ်စေတနာတွေကအာကုဆိုကများလာတဲ့ခါကျတော့တဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲလို့ဆိုတော့မူရာဝါဒဆိုတဲ့မဟုတ်မမှန်တဲ့စကားတွေကလည်းပြောမူရာမဝါဒကံတွေကလည်းထိုက်ဝိတ္တမယာကဆိုတဲ့သူတစ်ပါးအိမ်ယာကျူးလွန်မှုဆိုတဲ့အပြစ်တွေကလည်းကျူးလွန်တဖြည်းဖြည်းနဲ့သူတို့ခမရမှာအာကုဆိုတွေကတဖြည်းဖြည်းနဲ့တိုးတိုးလာပြီတဲ့သူရမေတားရဆိုတဲ့မူရစေတတ်သောတေဤတေရဲ့ဒေလေတောက်သုံးလို့ကံ၅ပါးဒီချိန်ကစပြီးတော့ကျူးလွန်ကြစုံညပြီတဲ့အာကုဆိုကံလေးကျူးလွန်မကုန်ကြပြီဘူးလားဟောဒီလိုနဲ့တဖြည်းဖြည်းမိတို့စလာတဲ့အချိန်ကနေတဖြည်းဖြည်းဆုတ်ယုတ်လာပုံလေးကိုကပြန်ကြည့်လိုက်တော့ဒီချိန်ဒီခါမှာတော့သူတို့ကဘာဖြစ်တယ်လဲလို့ဆိုတော့သူတို့ကနွားတွေကိုမတတ်ကြသေးဘူးတဲ့နွားသားကိုလည်းမစားကြသေးဘူးတဲ့ဒီချိန်ဒီခါတော့ကသူတို့မှာဘာဖြစ်တယ်လဲလို့ဆိုတော့တို့နွားတွေသည်တို့လဲထွန်းကိုင်းလုပ်တဲ့အခါမှာမျက်ချောက်ကောက်ရိုးကိုကျွေးပြီးတော့လဲတွေထွန်းရတယ်ဆန်းစပါးသီးနှံတွေရတယ်သူတို့ကျေးဇူးကြောင့်ငါတို့အသက်ဒီရှင်ရ၏ငါတို့ရဲ့အစင်းဒီအင်မတန်မှတောက်ပါ၏ငါတို့ရဲ့ပညာဒီကြီးထွား၏ငါတို့ရဲ့ကျမ်းမာရေးဒီအင်မတန်မှကောင်းမွန်၏သူတို့ရဲ့ကျေးဇူးကြီးမားပါပေတယ်ဆိုပြီးတော့အမိနဲ့သူတော်နွားအဖနဲ့သူတော်နွားအကိုနဲ့သူတော်နွားမိကြီးမိထွေးနဲ့သူတော်နွားညီငယ်ညီမငယ်နဲ့သူတော်နွားဆိုပြီးတော့နွားတွေကိုဒီချိန်တုန်းကတော့အရေးတပြုအနေအချင်းဂယုစိုက်ပြီးတော့နွားတွေကိုမတက်မပြတ်ဖဲနဲ့နွားသားမစားကြဘူးတဲ့ဒီတိုင်းနေလာကြအဲ့လိုနေလာကြတဲ့အခါကျတော့အခုတဖြည်းဖြည်းနဲ့ဒီချိန်ဒီခါရောက်တော့ဥက္ကာကရမင်းလက်ရောက်တဲ့အချိန်ကစပြီးတော့ဘာဖြစ်လာတယ်လဲလို့ဆိုတော့ခုနကပြောတယ်လို့ပဲပုံနှဖြူပုံနှညိုများကတင်ဟောကြားတဲ့အခါကျတော့ရှင်မင်းကြီးရဲ့အလိုဘပြည့်စုံတကောအဋ္ဌိပတ်နဲ့ပြည့်စုံအောင်အလိုစာနာပြည့်အောင်မြင်စေဖို့ရာအတွက်ရင်းနှပူဇော်ရမယ်ဆိုပြီးတော့ရင်းနှပူဇော်တဲ့အခါမှာဒီချိန်ကစပြီးတော့သူတစ်ပါးရဲ့အသက်ကိုတတ်ပြီးတော့လဲလီးတယ်ဆိုတဲ့အကျင့်တွေကဖြစ်မလာပေဘူးလားသူတစ်ပါးအသက်လဲလီးတာဆိုတာအဲ့ဒီကစလာအခုမှလဲလီးတာမဟုတ်ဘူးတဲ့အဲ့လိုပဲလဲလီးပြီးတော့လဲချောင်းသွေးနဲ့ရင်းနှပူဇော်တဲ့အခါမှာဒီချိန်ဒီခါမှာနွားတွေလဲပါလာကြပြီတဲ့ဟောနွားတွေလဲဒီချိန်မှာအသက်ခံရရင်းနှပူဇော်တဲ့ထဲပါလာကြပြီတဲ့လဲလီးခံကြရပြီတဲ့ဒီချိန်ဒီခါစပြီးတော့နတ်တွေကလည်းဘာဖြစ်တယ်လဲလို့လူလောကကြီးမှာအမြဲတည်းကြည့်ရှုပြီးတော့စောင့်ရှောက်နေကြတယ်တဲ့လောကပါဠနတ်တွေဆိုတာရှိတယ်လောကကြီးကိုစောင့်ရှောက်တဲ့နတ်တွေနတ်မြတ်နတ်ကောင်းတွေဆိုတာဒီတိုင်းမှုမဲ့မှတ်မဲ့နေတာမဟုတ်ဘူးအဲ့လိုငကိုတုံးကတော့အခုလိုပဲနွားတွေမတက်ခင်အချိန်ကာလတုန်းကတော့ဒီနတ်တွေကလူပြည်မှာရှိတဲ့လူတွေဟာတဲ့အင်မတန်မှသီလနဲ့လည်းပြည့်စုံတယ်လူသူတော်ကောင်းနေဆိုပြီးတော့စောင့်ရှောက်ပြီးတော့မိမိတို့လေကိုဆောင်တဲ့နတ်မိုးကိုဆောင်တဲ့နတ်ရေကိုဆောင်တဲ့နတ်နေကိုဆောင်တဲ့နတ်ဆိုပြီးတော့သူ့တာဝန်နဲ့သူထမ်းဆောင်ပြီးတော့ဥဒုတပ္ပါယညီမြအောင်နတ်တွေကအမြဲတည်းစောင့်ရှောက်နေပြီဘူးလားလောကကိုစောင့်ကြပ်နေတဲ့လောကပါဠနတ်များဟာလူပြေကိုဒီတိုင်းပြစ်မထားဘူးတဲ့ဒီချိန်ဒီခါလုံးကတော့သူတို့ကယာတိဥဒုမှန်အောင်နေဆောင်တဲ့နတ်ကလည်းနေအပူချိန်လိုတယ်ဆိုရင်နေကိုဆောင်ပေးတယ်ရေဆောင်တဲ့နတ်ကလည်းလောကကြီးရေလိုနေတယ်ဆိုရင်ရေကိုဆောင်ပေးတယ်လေဆောင်တဲ့နတ်ကလည်းလောကကြီးလေလိုတယ်ဆိုရင်လေကိုဆောင်ပေးတယ်မိုးဆောင်တဲ့နတ်ကလည်းလောကကြီးမိုးလိုတယ်ဆိုရင်မိုးကိုဆောင်ပေးတယ်ဆိုတော့သူ့အချိန်နဲ့သူဥရုတပ္ပါယကလည်းအင်မတန်မှညီမျှတယ်တဲ့ဥရုတပ္ပါယညီမျှလို့မိမိတို့ဒီမိုးလေဝသမှန်ကန်လို့ပေါက်ပွားလာတဲ့တစ်ပင်ဝပင်များကလည်းပွင့်ပွင့်ဖြိုးဖြိုးမတီးနိုင်မေဘူးလားတီးနိုင်ပွင့်နိုင်တယ်မြေစီမြေဩဇာလည်းဒီချိန်ဒီခါကျတော့ကောင်းနှုံးဆိုတော့အဲ့ဒီမိမိတို့မြေစီမြေဩဇာကောင်းလို့ပေါက်ပွားလာတဲ့ယာတိဥဒုမှန်လို့ပေါက်ပွားလာတဲ့တီးနံကထွက်ပေါ်လာတဲ့တီးနံများကိုစားသုံးတဲ့အခါမှာအဲ့ဒီအစာမှာပါလာတဲ့ဩဇာဓာတ်ကလည်းမကောင်းမေဘူးလားကောင်းတယ်တဲ့ဒီစဉ်ဒီခါတုန်းကသူတို့မှလည်းတက်တန်းတွေကလည်းအင်မတန်မှရှည်သေးတယ်တဲ့ဩဇာဓာတ်ကလည်းအင်မတန်မှကောင်းတာကိုအဲ့လိုဒါပေမဲ့စပြီးတော့
မြမဘဝဆင်းတဲ့လာကားစားတုန်းကတော့ဩဇာတက်ကရှိပါမလားအဲ့လောက်တော့မရှိပေမဲ့မိုးလေဝသယာဒီဥဒုမှန်းနေတုန်းကတော့သူတို့မှလည်းဩဇာတက်ကအတော်အသင့်ကောင်းတော့ဒါစားတုံးတဲ့ပုံကုများဟာလည်းသူတို့မှလည်းအင်မတန်မှကျမ်းမာရေးနဲ့ညီညွတ်တယ်တဲ့နောက်ခါကျတော့ဘယ်နဲ့ဖြစ်လာလဲလို့ဆိုတော့အခုလိုပဲဩကာကရမင်းလက်ထက်ရောက်လို့နွားတွေကိုတက်ကြလေချောင်းတွေးနဲ့ရင်းနှပူဇော်တဲ့အထဲမှာပါလာပြီဆိုတဲ့အခါကာလကြတော့ဘာဖြစ်လာတယ်လဲလို့ဆိုတော့ဒီချိန်ကစပြီးတော့လောကကိုစောင့်တဲ့လောကစောင့်လောကပါဠနတ်များဟာလူပြည်မှာကြည့်လိုက်တဲ့ခါကျတော့တို့ထင်ခဲ့တဲ့အင်မတန်မှတီလာနဲ့ပြည့်စုံတယ်လို့ထင်ခဲ့တဲ့လူတွေဟာအခုတော့တရားပြတ်ကြပြီတဖြည်းဖြည်းနဲ့သူတစ်ပါးအသက်တက်လို့တက်သူတစ်ပါးဥစ္စာခိုးလို့ခိုးလိန်ညာပြီးတော့ပြောလို့ပြောအခုလိုပဲအစစရာရာအာကုသိုလ်တိဟုသောကံတွေဟာတဖြည်းဖြည်းနဲ့ဒုစရိုက်တရားတွေဟာကျူးလွန်ညာပါကျူးလွန်လာတာကိုတွေ့မြင်တဲ့အခါကျတော့ဒီချိန်ဒီခါမှာလောကကိုစောင့်ကြတဲ့လောကပါဠနတ်များဟာတဲ့လူလောကကြီးကိုမိမိတို့မကြည့်ချင်တော့ဘူးမစောင့်ရှောက်ချင်တော့ဘူးတဲ့ဒီချိန်ကစပြီးတော့သူတို့ဒီတို့စောင့်ရှောက်ခြင်းနဲ့စိတ်လည်းမရှိတော့ဘူးဆိုပြီးတော့လူလောကကြီးကိုမျက်နှာလွှဲကြတယ်တဲ့စိတ်ပြက်ကြတာကိုပြောလို့ဆိုလို့မကောင်းတော့သာသမီများပြောဆိုမကောင်းရင်တော့ကိုကစိတ်ပြက်တာမို့လားသူတို့ကလည်းသူတို့အမြဲတည်းစောင့်ရှောက်နေတဲ့လူလောကကြီးတို့တော့အမြတ်တနုနဲ့တို့ချိန်မွန်းပြီးတော့တို့သူတို့မှာမိုးလေဝသမှန်အောင်ရေချိန်တန်းရေနေချိန်တန်းနေမိခုပြောလို့ပဲလေးချိန်တန်းလေးစတရားဖြင့်မိုးချိန်တန်းမိုးလို့တို့ကတော့အစင်းင်းလှုပ်ပေးနေတာအခုတော့တို့စေနာစော်ကားတဲ့သူတို့ကအခုပြောတဲ့အာကုသိုလ်ကံတွေအမျိုးမျိုးခိုးမှုလိမ်မှုစတရားဖြင့်တတ်မှုဆိုတဲ့အာကုသိုလ်ကံတွေကျူးလွန်နေကြပြီဆိုတော့ဘယ်သူတို့အပေါ်မှာစောက်ရှောက်ခြင်းနဲ့စိတ်ရှိပါမလားလို့ဆိုရင်မရှိကြတော့ဘူးတဲ့ဒါကြောင့်မို့အာရမောပက္ခန္တုံဣတိယံတတံဂါဝေနိပရာတိတို့ဒီလိုပြထားတာယတမိန်ကာလီထိုအခါ၌ဂါဝေနွားတို့သည်အပေါ်၌တတ္တံဓာလက်နဲ့နိပရာတိကြောက်ရောက်၍လာ၏ဟောဒီချိန်ကစပြီးတော့နွားတို့ရဲ့အပေါ်မှာဓာလက်နဲ့တွေကြောက်ရောက်လာပြီတက်ကြဖြတ်ကြပြီဆိုတော့နွားတွေဒီချိန်ကစပြီးတော့မတက်ကြပြီဘူးလားဒီချိန်မှာနွားတွေကိုတက်ကြဖြတ်ကြအဲ့လိုတက်ဖြတ်လာတဲ့အခါကျတော့ယရာယတမိန်ကာလီထိုအခါ၌လောကကြီးသည်အာဓမောတရားပြက်ခဲ့လေပြီလောကကြီးမှာလူတွေဒီတရားပြက်ကြပြီလို့ဒီလိုနတ်တွေကသိကြတယ်မြင်ကြတယ်တဲ့လောကကြီးဒီအာဓမောတရားပြက်ခဲ့လေပြီဣတိဤတို့အောင်းမေကြကုန်၏နတ်တွေကတရားပြက်ပြီလို့သူတို့စိတ်ထဲမှာအောင်းမေမသွားပြီဘူးလားဒီလိုအောင်းမေတဲ့အခါကျတော့ဒေဝလောကလူလောကမှာအမြဲတည်းစောင့်ရှောက်နေကြသောနတ်မြတ်နတ်ကောင်းတို့သည်ပက္ခန္တုံမျက်နှာလွှဲ၍ရှောင်ဖယ်ကြလေကုန်တော့၏ဒီချိန်ကစပြီးတော့သူတို့စိတ်ထဲမှာတရားပြက်ပြီလို့သိလိုက်တဲ့တပြိုင်နဲ့နတ်မြတ်နတ်ကောင်းဆိုတဲ့နတ်အပေါင်းတွေကလူလောကကြီးကိုကြည့်ရှုကြသေးလားလို့ဆိုရင်မကြည့်ရှုတော့ဘူးတဲ့ပက္ခန္တုံမျက်နှာလွှဲ၍ရှောင်ဖယ်ကြကုန်၏ကဲနင်တို့ဟာနင်တို့တိုင်းနဲ့နင်တို့ကံဖြစ်ချင်တယ်လို့ဖြစ်ဟဲ့နစ်ချင်တယ်လို့နစ်ဟဲ့ဆိုပြီးတော့နတ်တွေကမစောက်မလျှောက်ကြတော့ဘူးတဲ့မျက်နှာလွှဲသွားကြပြီတဲ့ဒါဘာဖြစ်လို့လဲလို့ဆိုတော့ခုနကပြောတဲ့နွားတွေအပေါ်မှာမိမိတို့လက်နဲ့တွေကြာရလို့နွားတွေကိုတတ်ကြတယ်ဖြတ်ကြတယ်ဆိုတဲ့အချိန်ကာလကစပြီးတော့နတ်တွေကလည်းလူလောကကြီးကိုမစောင့်ရှောက်ကြတော့ဘူးတဲ့ဒီလိုဖြစ်မလာဘူးလားဖြစ်ပါတယ်ဒါကြည်စမ်းမိမိတို့ဒါကြောင့်မို့နွားတွေရဲ့ကျေးဇူးဟာငကိုတုံးကတော့သူတို့ရဲ့ကျေးဇူးဟာအင်မတန်မှကြီးမားတယ်ဆိုတာမသိပေဘူးလားသိကြတော့နွားသားမစားဘဲနဲ့ရှောင်ဖယ်ပြီးတော့ဒီလိုနေကြတာကိုသူတို့ရဲ့ကျေးဇူးသူတို့ကြောင့်မို့ငါတို့ကျမ်းမာရေးအတွက်အခုပြောတဲ့စီးပွားရေးအတွက်မိမိတို့ရဲ့အသက်ရှင်မှုမိမိတို့ခွင့်အားဗလပြေဖြိုးမှုဆိုတာဒီနွားတွေနဲ့လောက်ကင်ပြီးတော့ထုံရက်ပြီးတော့စားတောက်ခဲ့ကြလို့သူတို့ရဲ့ကျေးဇူးဟင်အင်မတန်မှကြီးမားလို့အမိနဲ့ဒူးတယ်ဖားနဲ့ဒူးတယ်အကိုနဲ့ဒူးတယ်မာကြီးမာတွေးနဲ့ဒူးတယ်ညီငယ်ညီမနဲ့ဒူးတယ်ဆိုပြီးတော့ကိုချင်းစာနာပြီးတော့နွားတွေပေါ်မှာအသက်ချမ်းသာခွင့်မပေးပေဘူးလားပေးလာတယ်တဲ့ဒီချိန်ဒီခါမှာမိမိတို့အဲ့ဒါလို့မိမိတို့အသက်ချမ်းသာခွင့်ပေးတဲ့အချိန်ခါကာလနွားသားမစားမီရှေးအခါကာလကဘာဖြစ်တယ်လဲလို့ဆိုတော့ဒါကြောင့်မို့သူကတယောယောကပူတွေအာတုံအိဆာအနတနာ
အိဆာအနာတနံဇရာစပတုနိစ္စတမာရပအထနုတိအာဂမုံလို့ဒီမှာတခါပြအထကရာဆရာကဟောမိမိတို့ကြည်စမ်းပူတွေနွားတသမနွားသားစားတို့မပေါ်မီရှေးအခါကာလကအိဆာစမရှိလို့လိုချင်တော့ယောဂတစ်မျိုး၎င်းအနာတနံစစာလောင်မွတ်သိပ်လို့စားခြင်းလို့စားခြင်းတော့ယောဂတစ်မျိုး၎င်းဇရာစအိုချိန်တန်လို့အိုရခြင်းတိဟုသောယောဂတစ်မျိုး၎င်းဣတိဤတို့တယောယောကောသုံးမျိုးသောယောဂမျိုးတို့သည်အာတုံထင်ရှားပဂရိရှိကြလေကုန်၏ဟောနွားသားမစားမီနွားတွေမတက်မီရှေးအခါကာလကယောဂဟာသုံးမျိုးပဲရှိတယ်ကျမ်းမာရေးဘလောက်ကောင်းတယ်လဲဆိုတာစဉ်းစားကြည့်ပဲဘာဖြစ်လို့လဲဆိုတော့ဒါမိမိတို့တူးကျေးဇူးတူးနားလည်နေကြတဲ့အချိန်တုန်းကမိုးလေဝသကလည်းမှန်မြေစီမြေကွင်းကလည်းကောင်းတဲ့ခါကျယောဂဗျာကင်းမနေပြီဘူးလားကင်းနေပါတယ်ယောဂဗျာဘယ်လောက်ထိအောင်ကင်းနေလဲလို့ဆိုတော့ယောဂမှခေါ်စရာဆိုလို့ယောဂအမိတတ်စရာ၃မျိုးပဲရှိတယ်တဲ့ဘာဖြစ်လို့လဲလို့ဆိုတော့အိဆာမရှိလို့လိုချင်တဲ့ယောဂတဲ့အခုနေဒီယောဂမျိုးဆရာဝန်သွားပေးလို့ရပါမလားမရပါဘူးဘာပြောလို့ပြောမှရိုက်တာလွတ်လိုက်လေအောင်ပဲကျုပ်မရှိတာလေးလိုချင်လို့လာကုပေးစမှာဗျာဒီယောဂလေးဆိုရင်ရိုက်တာလွတ်လိုက်အောင်ပဲဒီလိုမဟုတ်ဘူးလားငကိုတုံးကတော့နွားသားမစားပြီးနွားတွေမတက်ခင်ရှေးခါကာလကတော့မရှိလို့လိုချင်တဲ့ဟာကယောဂတဲ့ဒီလိုတတ်ထားတာဒါလားဒါပေမဲ့စားလို့မို့စားချင်တယ်လို့စားချင်တာကိုလည်းယောဂတဲ့အနာတနံစားလောင်မွတ်တိတ်လို့စားချင်တော့ယောဂတစ်မျိုး၎င်းတဲ့အခုတော့ဗိုက်စားနေလို့မို့စားချင်တာယောဂလေးကုပေးသမှာဆိုလို့ဖြစ်ပါမလားဟောငကိုတုံးကယောဂဒါပဲဇရာစအိုချိန်တန်လို့တတ္တဝမှရင်အချိန်တိုင်းအိုမှာမဟုတ်ဘူးလားချိန်တန်တက်တန်းစီရင်သူ့ချိန်ကြရင်အိုကြမှာပဲလေသူ့တဘာဝလိုက်အိုတာကိုဒါယောဂတဲ့ဟိုတုန်းကတော့အိုတယ်ယောဂအခုတော့အိုတာယောဂဆိုရင်တော့အကုန်လုံးယောဂတည်းကြီးဖြစ်မနေဘူးလားအဲ့ဒါလို့တဲ့ဗျာဒါကဘယ်ချိန်ဘယ်ခါတုန်းကဒီယောဂ၃မျိုးရှိတယ်လဲလို့ဆိုရင်နွားသားမစားနွားတွေမတက်ခင်ကာလတုန်းကယောဂဟာ၃မျိုးပဲရှိတယ်တဲ့ဒီနောက်ပိုင်းကျတော့ဘာဖြစ်လာတယ်လဲဆိုတော့ကြည်စမ်းမိမိတို့နောက်ပိုင်းကျတော့ပတူနံနွားတို့ကိုတမဓပ္ပရက်ဆက်ကြမ်းကြုတ်တပ်ပုတ်မှားလာလျင်တဲ့အထနုတိ68မျိုးယောဂဇိုးတို့ဒီတနေ့တခြားတိုးရလာကြလေကုန်၏ကြည်စမ်းနွားတွေအပေါ်မှာနွားတွေကိုတပ်ဖြတ်ပြီးတော့စားတော့လာတဲ့အချိန်ကစပြီးတော့ဘာဖြစ်လာတယ်လဲလို့ဆိုတော့ယောဂါတွေကဟောတဖြည်းဖြည်းနဲ့68မျိုးသောယောဂါတဲ့ဒီလိုမဟုတ်ဘူးလားဒါပေမဲ့ရက်ထဲရွာထဲပြောတာအနာမျိုး66ပါးဟဲ့ဒီလိုပြောမနေဘူးလားနှစ်ပါးကဘယ်လိုလုပ်ပြောင်းလို့ဒီမှာလာတာတော့68မျိုးတဲ့အနာအဲ့ကြမှာယောဂါတွေကငကိုတုံးက3မျိုးနဲ့အခု68မျိုးဆိုတော့များမလားဘူးလားဒါဒီချိန်ဒီခါတုန်းကအထကရာဆရာကြီးများရေးသားတဲ့ခါတုန်းက68မျိုးဆိုတော့ဒီခေတ်ခုကာလနဲ့ဆိုရင်ကတော့ယောဂါတွေကရေတွက်နိုင်မှာမလားမိမိတို့ယောဂါအမိပေါင်းကလည်းအမျိုးကိုစုံလို့ဘာမှမိမိတို့ယောဂါမျိုးကအင်မတန်မှစုံလာတယ်ဆိုတော့ဒါတွေဘာဖြစ်လို့ဒီလိုယောဂါတွေတိုးလာတယ်လဲလို့ဆိုတော့မိမိတို့ပြန်စမ်းစစ်ကြည့်လိုက်ရင်တတ္တဝါတွေရဲ့စိတ်တက်တွေကစေတနာတွေကပြက်ပြားလာလို့မဟုတ်ဘူးလားတဖြည်းဖြည်းနဲ့စိတ်တက်တွေကနှိမ့်ကြလာတယ်တဲ့စေတနာတွေကပြက်ပြားလာတယ်တဲ့ဟိုမှာနွားသားစားပြီးနွားလေးတတ်လိုက်တဲ့ဒီအာကုဇုကံကျေးဇူးရှင်ကိုကျေးဇူးကမ်းတဲ့သဘောအနေအချင်းဓာတွေစားကြတယ်ဓာတွေတက်ကြဖြတ်ကြတယ်ဆိုတဲ့အချိန်ခါရောက်ခါစရှိတဲ့ယောဂါတွေက၃မျိုးကနေပြီးတော့ဘယ်လောက်တိုးလာဆိုတော့68မျိုးဆိုတော့ဟောကြည်စမ်းမိမိ95မျိုးတော့တိုးမလာဘူးလားအခုနေတော့အာကုသိုလ်ကဒီတဲ့ဆိုတယ်ဆိုတော့ပြောစရာမလိုတော့ဘူးပေါ့ရေတွက်လို့မရဒီလိုမဟုတ်ဘူးလားအာကုသိုလ်မှုတွေပြုတ်ကြတော့ဒါတွေဒီအပြစ်တွေမိမိတို့ဒုက္ခရောက်နာတွေမိမိတို့ရဲ့မပြေလည်တာတွေယာစီဥဒုမမှန်တာတွေကိုတွားပြီးတော့တွေးနေတာအမှန်ကတော့ဒါတွေလောကကြီးကိုအပြစ်ပုံချနေလို့ဖြစ်ပါမလားဘာဖြစ်လို့တရားခံကဒီတတ္တဝါတွေရဲ့စေတနာမဟုတ်ဘူးလားတတ္တဝါတွေရဲ့စေနာပြက်ပြားရင်ပြက်ပြားတယ်လို့ယာဒီဥဒုတွေကလည်းဖောက်ပြားလာမှာမဟုတ်ဘူးလားဖောက်ပြားလာတဲ့သဘောဒီကဘာတီပုံကနေစကြည့်လိုက်တီပုံကနေတဖြည်းဖြည်းနဲ့အောက်
ဆင်းလာတဲ့အချိန်ထိမိမိတို့ပြန်ကြည့်လိုက်တဲ့အခါကျတော့တဖြည်းဖြည်းနဲ့ရုပ်လျော့ပြီးတော့ဆုပ်မလာဘူးလားဆုပ်ပါပါတယ်ဒီချိန်ဒီခါကျတော့ယာဒီဥရုတွေကလည်းမှန်မလားအခုလက်တွေ့ပဲတဲ့ယာဒီဥရုဆိုတာမမှန်တော့မိမိတို့အခုပြောဆိုမထားတဲ့မိမိတို့ငယ်ရွယ်တုန်းကမှမိုးဦးမိုးလဲမိုးနောင်ဆိုပြီးတော့တစ်သီးဝလာများမိမိတို့3ချိန်လောက်3သီးလောက်စားလို့ရတာမဟုတ်လားဟုတ်ပါတယ်အခုတော့တစ်နှစ်မှတစ်သီးတောင်မှမသေးကြမရေရအလဲပိုင်းရမှလို့နောက်ပိုင်းရမှလို့မိုးဦးပိုင်းကတော့ပျောက်ကူသွားတဲ့ခက်ကကြာလာပြီတဲ့ယာဒီဥရုတွေကဖောက်ပြားလာတဲ့ခါကျတော့ထိုယာဒီဥရုမှန်နဲ့အချိန်ကာလမှာမိမိတို့ရရှိလာတဲ့ဒီယာဒီဥရုမှန်နဲ့မြေပေါ်မှာပေါက်ပွားလာတဲ့သီးနှံတွေကထွက်လာတဲ့အသီးနှံများဟာမြေစီမြေခွင်မြေဩဇာဟာပြည့်စုံနိုင်မှာမလားပြည့်စုံနိုင်ပါဘူးဒီလိုမပြည့်စုံတဲ့အစာအာဟာရတွေစားသုံးနေတဲ့အခါကျတော့မိမိတို့ဒီယောဂဗျာတွေပို့ပြီးတော့မများနိုင်ပြီဘူးလားများနိုင်တယ်ဒါဩဇာတက်ရဲ့တက်တည်နော်ဘယ်လောက်ထိအောင်မိမိတို့လွှမ်းမိုးတယ်လဲလို့ဆိုတော့ကြည်စမ်းဒါကြောင့်မို့မိမိတို့အခုလိုပဲယာဒီဥရုတွေကလည်းပြက်ပြားလာပြီးတော့ကြည်စမ်းလို့ငကိုတုံးကတော့ယောဂက3မျိုးရှိတယ်ဘာတွေမဲဆိုတော့မရှိလို့လိုချင်တာကယောဂတစ်မျိုးတဲ့စာလောင်လို့စားချင်တာကယောဂတစ်မျိုးတဲ့အိုချိန်တန်းလို့အိုတာကယောဂတစ်မျိုးတဲ့ဒါနွားတွေမတက်မီနွားသားမစားမီအချိန်ခါတုန်းကယောဂဒီ3မျိုးပဲရှိတာမဟုတ်ဘူးလားဒီချိန်ဒီခါကြတော့အခုတော့နွားသားစားရုံမကနွားတက်ရုံမကလိုင်းစင်နေယူအခုအမဲရာတောင်ကောင်းကောင်းဝယ်လို့မရဆိုပါလားကြာတော့နွားကိုကောင်းကောင်းကြည့်မမြင်တော့မဟုတ်ဘူးလားဘယ်လောက်ကြည့်အောင်စားကြတောက်ကြတယ်လေလို့ဆိုတာစဉ်းစားတာကြည့်ပေါ့ဒါမှကိုယ့်ရဲ့ကျေးဇူးလဲနားမလဲဒီအခုခေတ်ကြတော့ပိုးဆိုးတာပေါ့နွားမရှိလဲစက်နဲ့လို့ဖြစ်တာပဲဆိုတော့ပိုးတောင်မှမတိတတ်သေးတယ်ငကိုငယ်တုန်းကမှနွားနဲ့ထွန်ညရက်ကြတဲ့ခေတ်ကရှိသေးတာမို့လားအခုတော့နွားနဲ့ဆိုတာမိမိတို့နည်းနည်းပါးလောက်ပဲကြံတော့တယ်စက်မှုလဲရာဆိုပြီးတော့စက်တွေနဲ့လောက်ကြကန်ကြတော့ဘဲတတ်တော်တွေခေတ်ကြီးရတဖြည်းဖြည်းနဲ့ဆိုသူငါတက်ငါသူတက်ဆိုလိုပဲအမျိုးအားဖြင့်အခုတောင်းကြလာပြီတဲ့ဒါကြောင့်မို့ဒီလိုနဲ့တဖြည်းဖြည်းဆုပ်လာပြီးတော့ဒါကတ်ကြီးသုံးမဆိုင်တော့တာပဲတဲ့တတ်တန္တရကတ်တဦးနဲ့တူဒုတ်သားလက်နဲ့တက်ကြဖြတ်ကြဒုဗိကန္တရကတ်ငတ်မခေါင်းပါတဲ့ပြဿနာတွေကြုံလို့ဒုက္ခတွေတွေ့ကြရောဂန္တရကတ်မိမိတို့အနာယောဂအမျိုးနဲ့နှိမ့်ဆက်ညှင်းမှန်းလို့တတ္တဝါတွေသေးကြကြေကြတဖြည်းနဲ့ဆုပ်ပြီးတော့မလာဘူးလားလာပါတယ်အဲ့လိုတဖြည်းနဲ့ဒါဆုပ်လာတဲ့အချိန်ခါကြီးဖြစ်လာပြီတဲ့ဒါဆုပ်ကတ်ဆိုတော့ဒီတိုင်းပဲသွားမှာကိုအဲ့လိုဆုပ်ကတ်ဖြစ်လာတဲ့အလျော်ပဲမိမိတို့မေတ္တာကရုဏာမုဒိတာဆိုတဲ့တရားတွေကလည်းအမတမပျောက်ကုန်ပြီတဲ့ရှားတယ်လို့ကိုမပြောချင်တော့ပျောက်ကုန်ပြီလို့ပြောချင်တာပျောက်မကုန်ပြီလားပျောက်ကုန်냐လို့ဘောတဦးနဲ့တဦးတနာချင်းငဲ့ညာချင်းကိုချင်းစာချင်းဆိုတဲ့စိတ်တွေကမရှိတဲ့ခါကျတော့အမျိုးသောဤအမျိုးနဲ့တယောက်နဲ့တယောက်ရံညိုးရံမွဲ့မရှိတော့냐တော့လဲကြက်ကလေးငှက်ကလေးများတတ်တယ်လို့တက်ကြဖြတ်ကြဆိုတဲ့ခေတ်တွေရောက်မနေပြီလားအင်မတန်မှကြောက်စရာကောင်းတယ်ဒါမိမိတို့ဖြစ်နေရတဲ့ကျုံနေရတဲ့ခေတ်နဲ့ပြန်ပြီးတော့ကြည်ဘာဖြစ်လို့ဒီလိုတွေဖြစ်ပြနေတယ်လဲလို့ဆိုတော့လူတွေရဲ့အခုပြောလို့ပေါ့စေတနာတရားတွေကပြက်ပြားတဲ့အလိုက်လေရောစွာအာကုသိုလ်တွေကလည်းတဖြည်းနဲ့လွှမ်းမိုးပြီးတော့မလာဘူးလားအာမီတယ်တဲ့ကိုချင်းစာမှုငဲ့ညာမှုဆိုတဲ့အသိဉာဏ်ပညာကလည်းမရှိကြတော့ဘူးတဲ့ငါလာလင်းမိမိတို့ချမ်းသာရင်ပြီးရောဆိုတဲ့အနေအချင်းငါအကျိုးစီးပွားတစ်ဖက်သားဘောကိုမတွက်တော့ငါပဲတွက်နေတာမဟုတ်ဘူးလားငါပဲတွက်နေတော့တစ်ဖက်သားပေါ်မှာတနာရင်ငဲ့ညာချင်းဆိုတဲ့စိတ်ဓာတ်တွေမရှိတော့တယောက်နဲ့တယောက်တက်ကြဖြတ်ကြနီးအမျိုးနဲ့ဒါလောက်ကြံနေကြတယ်ဆိုတဲ့အတိတ်ပဲတွေဟာဒါမိမိတို့ကတ်ဆိုင်မနေပြီဘူးလားဆိုင်နေပါတယ်ဒီသဘောရောက်နေတယ်တဲ့အဲ့လိုမိမိတို့ဒါတဖြည်းနဲ့တက်တန်းကလည်းဆုပ်မလာပြီဘူးလားဆုပ်လာပြီတဲ့အခုဆိုရင်မိမိတို့သာရဏ2600ကျော်လားမသိရှိအဲ့ကျော်မိမိတို့တဖြည်းနဲ့တက်တန်းကလည်းရသော်ဘုရားကိုရောမြပွင့်တော်မူတော့ကရတာမဟုတ်ပြီဘူးလားရတန်ကနေမြတ်စွာဘုရားကိုရောမြပရိနိဗ္ဗာန်စံပြီးလို့အခုသာရဏ9000ထားတကယ်တဝက်ကျော်လာပြီတဲ့1000ကိုတစ်နှစ်လျှော့လိုက်တဲ့အခါကျတော့မိမိရဲ့လူရဲ့တက်တန်းမြတ်စွာဘုရားကိုရောမြလက်ထက်တုန်းက100တက်တန်းဆိုတော့အခုသာရဏနဲ့နှုတ်လိုက်မယ်ဆိုရင်မိမိတို့အနှစ်ပေါင်းက
26နဲ့29လောက်ကပြန်ပြီးတော့မလျှော့ရပေဘူးလားတက်ပေါင်း80တက်တန်း80ကျော်နေရရင်ဒါတက်တန်းစီတယ်လို့ဒီလိုဆိုလို့ရမှာငို့ဩဒါရေဘူးရအားဖြင့်ပေါ့အတကအားဖြင့်တော့အမျိုးမျိုးပေါ့80ရှိတဲ့သူလည်းရှိမယ်90ရှိတဲ့သူလည်းရှိမယ်50နဲ့သေးတဲ့သူလည်းသေးမယ်ဒါရေဘူးရအနေနဲ့တွက်မယ်ဆိုရင်ငါတို့ရဲ့တက်တန်းဒီ80ကျော်ပဲရှိတော့တယ်ဒီလိုမဟုတ်ဘူးလားဒါကြောင့်မို့မိတို့တဖြည်းဖြည်းနဲ့ဒါဆုတ်လာတဲ့ဆုတ်ကတ်ကြီးတဲ့မိတို့တက်သွားပြန်တော့လေခုနကပြောတယ်လို့ပေါ့တက်တန်းကြည့်ပြန်တော့လေအသင်ချေအသင်ချာတက်တန်းနေရမရှိပေဘူးလားမရှိပါဘူးလူရဲ့တက်တန်းဒီလိုဆုတ်လိုက်တက်လိုက်နဲ့သွားနေတဲ့တက်တန်းနေမဟုတ်ဘူးလားဟုတ်ပါတယ်သွားနေတဲ့ခါကျတော့အဲ့ဒီတော့မိမိတို့ကတဖြည်းဖြည်းနဲ့ဆုတ်ယုတ်လာတဲ့ခါကျတော့ဘယ်ထိအောင်ဆုတ်မလဲလို့ဆိုရင်မြတ်စွာဘုရားကိုတော်မြတ်တွေဟာခုပြောတယ်လို့ပေါ့တရားတန်းနဲ့တက်တန်းတရားတန်းအောက်ဆိုရင်ဖျားမပွင့်ငောင်းဘူးတဲ့ဘာဖြစ်လို့လဲဆိုရင်ဒါမိမိတို့ဖျားပွင့်တဲ့အခါမှာလဲတက်တန်းဆိုရင်လဲ1000အထက်ကိုဖျားမပွင့်ငောင်းဘူးတဲ့တက်တန်း1000တက်တန်းရဲ့အထက်ကိုဖျားမပွင့်ငောင်းဘူးဒါတက်ကကြတော့ဒီတိုင်းသွားတာစုပ်ကကြတော့တရားအောက်ဆိုရင်တရားတန်းအောက်ဆိုရင်ဖျားမပွင့်ငောင်းဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားကိုတော်မြတ်ဒီတက်ကမှာတသိန်းအထက်ဘာကြောင့်ဖျားမပွင့်တယ်လဲမပွင့်ရတယ်လဲလို့ဆိုရင်ဘယ်နဲ့ယူဆတော့မရလို့စိတ်တဲ့တက်တန်းကရှင်းနေတော့တသိန်းတန်းကြီးဆိုတော့တက်တန်းကရှင်းမလို့ပဲဘူးလားတက်တန်းကရှင်းနေတော့မြတ်စွာဘုရားကိုတော်မြတ်မြင်ထားတဲ့အမြင်ကကြည်စံတတ္တဝါတွေဟာအမြဲတစေတပြည့်တည်းပြက်နေတယ်ဆိုတော့အနိစ္စအချက်ဒုက္ခအချက်အနတ္တချက်တွေမြတ်စွာဘုရားကိုလိုမြတ်ကဒါတွေဟောမှာမဟုတ်ဘူးလားအနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာကြီး၃ပါးနဲ့မြတ်စွာဘုရားကိုလိုမြတ်ရုပ်ပြက်နာမ်ပြက်တွေမြင်နေတဲ့ခါကျတော့သူတို့နေရတဲ့တက်တန်းကတသိန်းတန်းကြီးဆိုတော့ဟာနင်တို့ခန္ဓာကိုယ်ကြီးနင်တို့တက်တန်းကြီးဟာအနိစ္စတရားတွေမမြဲဘူးဟဲ့လို့ဒီလိုပြောလို့ယုံမမလားမယုံပါဘူးမယုံနိုင်ဘူးတရားမရနိုင်ဘူးတဲ့တရားမရနိုင်တဲ့အချိန်ကာလကြီးဖျားပွင့်ရင်အလကားဖြစ်မှာမို့လားအချင်းကြီးဖြစ်မယ်တဲ့ဒါကြောင့်အကျိုးမရှိလို့ဒီချိန်ဒီကာလမှာမြတ်စွာဘုရားကိုတော်မြတ်တွေပွင့်တော်မမူကြဘူးတဲ့တက်ကဆိုရင်တသိန်းတန်းနဲ့အထက်ဆိုရင်ဖျားမပွင့်တော့ဘူးစုပ်ကဆိုတော့တရားအတန်းနဲ့အောက်ကိုဖျားမပွင့်ဘူးဘာဖြစ်လို့ပါလဲဆိုတော့ရေးစားမိသေးလားဘာဖြစ်လို့လို့ဆိုတော့ဟိုအသက်ရှည်လို့ဟောတက်တန်းမှာတူပါလေစုပ်ကရှည်နေအာကြီးနာရအောက်ကတရားမပွင့်တာအာကုဆိုတဲ့လောဘဒေါသမောဟဆိုတဲ့ဒါဒီတရားတွေကလွှမ်းမိုးနေတာမဟုတ်ဘူးလားဟုတ်ပါဘူးအခုကြည့်လေသာရဏမ2500ကျော်ဟာရှိသေးငကူမိမိတို့ငယ်ငယ်ဘဝနဲ့အခုကြီးတဲ့ဘဝကိုယ့်တက်တန်းလေးတောင်မှနှစ်ပေါင်းစိတ်30လေးกว่าတာတို့မှအများကြီးกว่าချမသွားပြီလားအဲ့တော့ကြည်စမ်းဒါကြောင့်မို့စုပ်ကတ်ဆိုတဲ့အချိန်မှာလောဘဒေါသဆိုတဲ့မောဟဆိုတဲ့အာကုဆိုတိဟုသောဒုစရိုက်တရားတွေကအင်မတန်မှလွှမ်းမိုးနေတယ်တဲ့လွှမ်းမိုးနေတဲ့အခါကျတော့မောဟတိဟုသောအမိုက်မှောင်ကြီးကဖုံးလွှမ်းထားတဲ့အခါကျတော့မြတ်စွာဘုရားကိုတော်မြတ်တွေပွင့်တော်မူလို့လဲသူတို့ဒီအတိညာမျိုးဟိုညာကလိုက်နိုင်မှာမလားလိုက်နိုင်ပါမလိုက်နိုင်ဘူးတဲ့အာကုသိုလ်တရားတွေကအင်မတန်မှကြီးမားနေတော့လောဘဒေါသမောဟဆိုတဲ့အာကုသိုလ်ဇေယိုက်တရားတွေကကြီးမားတဲ့အခါကျတော့ဒီနေရာမှာတရားဟောလဲမရနိုင်ဘူးတဲ့အကျိုးမရှိလို့ဘုရားကိုတော်မြတ်တွေတရားအောက်ဆိုရင်ဘုရားမပွင့်တော့ဘူးတက်တန်းတရားအောက်ဆိုရင်ဘုရားမပွင့်တော့ဘူးတဲ့ဘာဖြစ်လို့လဲလို့ဆိုတော့မိမိတို့အခုဒီချိန်ဒီခါမှာစပြီးတော့ငါတို့သူငါဆိုတဲ့ပုံကိုယ်ကြီးစဉ်းစားကြည့်တယောက်နဲ့တယောက်ဖေးဖို့မဖို့ကူညီဖို့ဆိုတာဆိုမထားနဲ့သူသားသမီးကိုသားသမီးပေါ့လေခေတ်သားသမီးတွေဆိုတော့ခေတ်အားလျော်စွာပဲလူကြီးတွေကလည်းသူခေတ်နဲ့သူပဲဆိုပြီးတော့တော်သိဟာမပြောကြမပြုကြလက်လွတ်ရှုမထားကြဘူးလားရှုထားပါလက်လွတ်ရှုထားတဲ့အတိုင်းပဲသားသမီးတွေကလည်းမိဘစကားကိုနားထောင်တဲ့သားသမီးရဲ့လို့ရှားသွားပြီဒီလိုမဟုတ်ဘူးလားကိုထင်ရကိုလုံနေကြတာပဲတဲ့အရှက်ဆိုတဲ့ဟိရိဥတ္တပဆိုတဲ့တရားကလည်းမရှိကြတော့ဘူးဒီသဘောမျိုးတွေဒါကိုလက်တွေ့ကျုံမနေပြီလားဒီကိဒီကာလာထဲမှာဒီလိုပဲကြုံတွေ့နေကြတယ်တဲ့ဆရာနဲ့တပည့်ဆိုရင်လဲ
ဆရာဘောတပည့်တွေကမလေးစားဒီလိုမဟုတ်ဘူးလားသားသမီးနဲ့မိဘဆိုရင်လည်းသားသမီးတွေကမိဘဘောမလေးစားခေအားလျော်စွာပဲဆိုပြီးတော့လက်လျှော့တာနဲ့လက်လျှော့လေပို့ဆိုးလေဖြစ်မနေဘူးလားဘာဖြစ်လို့လဲဆိုတော့ဆရာသမားကလည်းတပည့်တွေတကယ်စီကံရှိရင်လို့အုပ်လိုက်ချုပ်လိုက်မယ်ရိုက်လိုက်နှက်လိုက်မယ်ဆိုရင်ကျောင်းသားမိဘများကသူ့သားသမီးရိုက်ရပါမလားဆိုပြီးတော့ကျောင်းသွားပြီးတော့မပြောဘူးလားမဆိုဘူးလားပြောကြဆိုကြငါသားသမီးအထိမခံဘူးဟဲ့မဒီလိုလာတာကိုမာနတွေကထောင်လွှားပြီးတော့ကိုအကျိုးပါလားသူအကျိုးပါလားဆိုတဲ့ဝေပန်နိုင်တဲ့အသိဉာဏ်ပညာတွေနဲလာတာမဟုတ်ဘူးလားဒါမောဟဖုံးလွှမ်းလာတာပဲတဲ့မောဟဖုံးလွှမ်းလာတဲ့ခါကျတော့အသိဉာဏ်ပညာတွေကသူ့အကျိုးကိုကျိုးဝေခွဲနိုင်နေလားဝေခွဲနိုင်ဘူးဒီလိုတွင်တင်ဆုံးမပြတ်တာကောင်းတဲ့ဆရာသမားနဲ့တွေ့ရတာငါပို့ပြီးတော့ဝမ်းမြောက်เสียပါလားဒီလိုမယူတဲ့အပြင်ကိုသားသမီးကိုဆုံးမတာတော့မှအဆုံးမခံနိုင်ကြဘူးဆိုတော့ဆရာသမားတွေကလည်းဒီလိုတစ်ခါကြုံမှုထားတော့နောက်တက်လာတဲ့တပည့်တွေလည်းဒီလိုအုပ်နိုင်ချုံနိုင်မှမလားမအုပ်ရဲမချုပ်ရဲတော့ဘူးတဲ့သူတို့ဝတ္တရားအရာအချိန်တန်းစားတင်ချိန်တန်းပြန်သူတို့ကဓာလောက်ပဲလုပ်တော့တယ်ကြက်ကြက်မမအုပ်ချုပ်မှုကလည်းမရှိတပည့်တွေကလည်းအုပ်ချုပ်မခံဒီလိုဖြစ်မနေဘူးလားဒါဆရာသမားဆရာနဲ့တပည့်ရဲ့အကြောင်းမိဘနဲ့သားသမီးလည်းထုံနီးတူစွာပဲဒီလိုဖြစ်မနေဘူးလားမိဘဆိုပြီးတော့လဲမိမိတို့ရိုတရားမှန်ကိုင်းညူရမှန်ရှက်ရမှန်ကြောက်ရမှန်လေးစားရမှန်တိတ်ပြီးတော့အလေးမထားတော့ဘူးတဲ့သားသမီးတွေကဒီလိုဖြစ်မနေဘူးလားမိဘရှိမချောင်းမာကြီးမောင်ကြီးရှိမရှောင်းကိုထင်ရကိုဆိုင်ကိုပြောခြင်းတို့ရာပြောမိဘဖြစ်တဲ့သူညီကိုမောင်နှမဖြစ်တဲ့သူတွေကလည်းပြောဆိုဆုံးမရခေတ်ကာလကဒီလိုပုံကိုယ်တွေကများမနေဘူးလားဒီလိုဖြစ်နေတာအင်မတန်မှမိမိတို့ခါရဝနိဝါဒဆိုတဲ့ယောတရားချင်းကိုင်းညွတ်ရချင်းဆိုတဲ့မိမိကိုယ်နှိမ့်ချရချင်းဆိုတဲ့တရားတွေကပြက်နေပြီတဲ့လောကကိုစောင့်ရှောက်နေတဲ့လောကပါဠတရားနှစ်ပါးကပြက်ပြားပြီတဲ့လောကပါဠတရားနှစ်ပါးမြတ်မှတ်မိသေးလားကြားဘူးကြတယ်ကျွန်တော်မှတ်မိတော့ပါမှတ်မိလောက်လားလောကပါဠလောကပါဠစောင့်ရှောက်တော့တာအဲ့ဒါကိုနှစ်ပါးကိုပြောခိုင်းတာကာရဝသနိဝါဒောသဒီလိုပါပဲလားအဲ့ဒီတရားနှစ်ပါးဟာလောကပါဠတရားနှစ်ပါးတဲ့လောကကိုစောင့်ရှောက်တဲ့တရားနှစ်ပါးဘာတွေလဲတော့ကာရဝသနိဝါဒောသလို့ဖတ်ဘူးတယ်မို့လားဟုတ်ပါဘူးဒီကြီးစက်တို့ထဲမှာပါတယ်ကာရဝသနိဝါဒောသဆိုတဲ့အဲ့ဒါလောကကိုစောင့်ကြတဲ့တရားနှစ်ပါးတဲ့ဒီတရားနှစ်ပါးမိမိကိုယ်မှာလုံခြုံရင်မိမိရဲ့မိသားစုဒီတရားနှစ်ပါးရှင်မိမိရဲ့မိသားစုကျမ်းမာမယ်ချမ်းသာမယ်ဘေးရန်ကင်းမယ်ဒါမိမိတို့အမြဲတစေလောကကြီးကိုစောင့်ရှောက်နေတဲ့လောကပါဠတရားနှစ်ပါးလို့ဒီလိုဆိုလို့တဲ့ကာရဝသယောတေတိုက်သောပုဂ္ဂိုလ်ယောတေရမည်နိဝါဒောသမိမိကိုနှိမ်ချရမည်နိဝါဒနိဆိုတာမရှိတဲ့အနဲ့ဝါဒဆိုတာလေမောက်တဲ့လေမော်တဲ့လေကြွားတဲ့လေဒီလေတွေမရှိပါစေနဲ့တဲ့မိမိကိုနှိမ်ချမှာမဟုတ်ဘူးလားဟုတ်ပါတယ်အခုတော့မိမိကိုနှိမ်ချတဲ့ပုဂ္ဂိုလ်ရဲ့လို့ရှားတွေ့သလားခေတ်ကာလကပြည့်နေပြီမိမိကိုနှိမ်ချရမယ်တဲ့ဒါနိဝါဒပုဂ္ဂဒီလိုလာတာကိုမာနာမထားရဘူးတဲ့မောက်တဲ့လေမောတဲ့လေကြွားတဲ့လေဝင်းတဲ့လေဂါရဝသကယောတေတိုက်တော့ပုဂ္ဂိုလ်ယောတေရမယ်တဲ့ကုဏဟုတ်တိဝရဟုတ်တိတဲ့ဒီလိုပြတာယောတေတိုက်တော့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်တွေတုံးလို့ဆိုရင်သူကဗမာလူတောင်ပြန်တယ်ကုဏဟုတ်တိဝရဟုတ်တိဒီပုဂ္ဂိုလ်နှမျိုးကိုယောတေရမယ်တဲ့ယောတေတိုက်တော့ပုဂ္ဂိုလ်ဟာကုဏဟုတ်တိဂုံအားဖြင့်ကြီးမားတဲ့ပုဂ္ဂိုလ်ဝရဟုတ်တိဟုတ်တိကအရွယ်အသက်အရွယ်အားဖြင့်ကြီးမားသောပုဂ္ဂိုလ်ဘယ်ကငယ်တော့ပုဂ္ဂိုလ်ယူတဲ့မှာတော့ရောင်းမြန်အောင်ဖြစ်နေပါပြီကုဏဟုတ်တိဆိုတာဂုံအားဖြင့်ဝရဟုတ်တိဆိုတာဒီမှာအားဖြင့်ဒီမှာတော့ပုဂ္ဂိုလ်ဒါဖြင့်ဒီနှမျိုးကိုဒါမိမိတို့ဘာလုပ်ရမှာလဲ
ယိုတေတိုက်တဲ့ပုဂ္ဂိုလ်2မျိုးသည်ဟောဂုံအားဖြင့်ကြီးသောပုဂ္ဂိုလ်အသက်ရွယ်အားဖြင့်ကြီးသောပုဂ္ဂိုလ်ဒီလိုမဟုတ်ဘူးလားဂုံဆိုတော့မိမိတို့ခုပြောလို့ပေါ့လောကီပညာဂုံတွေကိုပြောတာမဟုတ်ဘူးဘီတွေအေတွေအိုင်းတွေအင်ဂျင်နီယာတွေဒီဂုံတွေကိုပြောတာမဟုတ်ဘူးပညာဂုံသီလဂုံတမာရီဂုံဘာဂုံနေတယ်တော့ပညာဂုံသီလဂုံသမာဓိဂုံဒီဂုံနေနဲ့မိမိတဲ့ तू ကဒီဂုံတွေကကြီးမားနေတယ်ဒီဂုံတွေရှိနေတယ်ဆိုရင်မိမိရဲ့ပညာဂုံကလည်း तू ကကြီးမားနေတယ်တတ်တယ်သီလဂုံကလည်းရှိတယ်တမာရီဂုံကလည်းရှိတယ်ဆိုရင်မိမိတဲ့အသက်ငယ်တဲ့ပုဂ္ဂိုလ်ကဒီပညာဂုံသီလဂုံတမာရီဂုံတွေကြီးနေတယ်ဆိုရင်ဒီလိုပုဂ္ဂိုလ်မျိုးကြတော့အောင်ယူတရားပါမယ်ဘာဖြစ်လို့ယူတရားတာပါလဲကိုယ့်တဲ့ဂုံအားဖြင့်ကြီးမားနေလို့တဲ့ကိုယ့်တဲ့ဘလောက်ပြင်ငယ်ပါစေတဲ့အသက်နဲ့ဒါမဆိုင်တော့ဘူးတဲ့ဘာကိုယူသေးတာလဲလို့ဆိုတော့ဂုံကိုယူသေးတာဘာကိုယူသေးတာတော့ဂုံကိုယူသေးတာပညာဂုံသီလဂုံတမာတိဂုံဆိုတော့ဒီဂုံနေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဆိုရင်ကိုယ့်တဲ့ဘလောက်ပြင်အသက်ငယ်ငယ်ယူသေးတိုက်သောပုဂ္ဂိုလ်လို့မတတ်ရမှာမတတ်မရပြီဘူးလားအခုခေတ်ကလေးတွေကဒီလိုမိမိတို့တော့ဘာမှလည်းနားလည်းမဟုတ်ပါဘူးယူသေးချင်းကိုင်းညွတ်ချင်းဆိုတာတော့လက်တွေ့မလွယ်ပါဘူးဒီလိုမဟုတ်ဘူးလားဒါတွေပြက်လို့လဲလောကကြီးကပြက်နေတာမို့လားဒါလောကပါဠတရား2ပါးတဲ့လောကကိုစောင့်ကြက်တဲ့တရား2ပါးတနည်းအားဖြင့်မိမိရဲ့အသက်အနေအားဖြင့်တရက်တမနဲ့တမိနစ်စသည်အားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းဘာလို့ရမှာတော့ယူသေးရမယ်ကိုင်းညွတ်ရမယ်ဒီလိုပုဂ္ဂိုလ်မျိုးကိုယူသေးရမယ်ဒါကြောင့်မို့မိမိတို့ယူသေးတိုက်တဲ့ပုဂ္ဂိုလ်ကဘယ်နှမျိုးပါလဲ2မျိုးခုနဟုတ်ဒီဒီ2မျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုယူသေးရမယ်ဟောဒါကြောင့်မို့မျိုးဂါရောစယူသေးတိုက်သောပုဂ္ဂိုလ်ကိုယူသေးရမည်ဆိုတဲ့နေရာမှာဘယ်လိုပုဂ္ဂိုလ်တွေယူသေးရမှာတော့ပညာဂုံသီလဂုံသမာဓိဂုံနဲ့သူကိုယူသေးရမှာပါဒါပဲလားမဟုတ်ပါဘူးဘာကြနေလို့အခါကြီးအောင်ဖြေမှာပေါ့ဘယ်လိုပုဂ္ဂိုလ်တွေတုံးလို့မေးထားရင်အကုန်လုံးဖြေနိဝါဒောစဆိုတာကမိမိကိုယ်ကိုနှိမ့်ချရမယ်ဘာတွေနှိမ့်ချရမှာတော့မော်တဲ့လေမောက်တဲ့လေထားတဲ့လေဝိနဲ့လေမာနာမထားနဲ့လို့ဆိုလိုတာပေါ့ဗမာလိုရှင်းလေးပြောတော့ဒီလိုမဟုတ်ဘူးလားမာနာမထားရဘူးကိုနှိမ့်ချပြီးတော့နေရမှာမဟုတ်ဘူးလားအခုတော့ဘယ်ဟုတ်လိမ့်မယ်လူစီရှိပို့ပြီးတော့မလီနေ့နဲ့ငါတောင်ဟဲ့ဆိုတော့ကြွားဖို့ဝါဖို့ပြိုင်ဖို့ဆိုင်ဖို့ဆိုတဲ့ဒီလိုပုံကိုယ်တွေကများနေတာမို့လားအဲ့ဒါတွေများနေတယ်ဆိုတော့ဒီတရား2ပါးရှိပါအောင်မလားဒီတရား2ပါးပြက်ပြီဆိုမှတော့လောကကြီးကဘယ်နဲ့နေတော့လောကပါဠတရား2ပါးကလုံးငါကိုမရှိကြတဲ့အချိန်ခါလဲဖြစ်နေတော့လောကကြီးကလည်းတပြက်တည်းပြက်နေတယ်လို့ဒါကြောင့်မို့ဒီမိမိတို့ဒါပါဒီပုံပြက်ပုံကလေဒါမိမိတို့ပြတဲ့ဒီဩဇာတအကြောင်းကိုဒါနောက်ပတ်ကြမှာဆက်လက်ပြီးတော့ဟောကြားမှာဖြစ်ပါတယ်အဲ့တော့တရားဒီနေ့နေဝုန်းချုပ်လိုက်ပါပြီကြည့်တော့